Okay, so tomorrow yeah, special guest ကတော့ဆက်ရွှေတက်လာပြီဆိုဆရာရွှေပါ Okay, so အားလုံးမတည့်ရပြီးတော့မှကျမတို့ရဲ့ special guest ဦးဖြစ်တယ်မတွင်ငယ်ကိုဖိတ်ခေါ်ရအောင် Okay, so ကျမတို့ဘာလို့မတွင်ငယ်ကိုဖိတ်ခေါ်တာလဲဆိုရင်တော့မတွင်ငယ်ရဲ့အသက်တာထဲမှာကျမတို့မသိသေးတဲ့အကြောင်းအရာတွေအများကြီးရှိသေးတယ်ဇန်နေတော့သိခဲ့ရတယ်ဆိုတာကတော့ minor လေးလုံးဝတေးလေးပဲရှိသေးရဲ့ဆိုတော့မတွင်ငယ်ရဲ့သက်တာထဲမှာသူဘလို့တွေဖြစ်ကြော်ခဲ့တယ်လဲသူဘလို့တွေဖျားနဲ့နှပန်းလုံးခဲ့တယ်လဲလူငယ်ရဲ့သက်တာထဲမှာတိကိုတည်တဲ့နေရာအများကြီးရှိအဲကြောင့်မလို့ကျမတို့မတွင်ငယ်ကိုဖိတ်ခေါ်လာခြင်းဖြစ်ပါတယ်ဆိုတော့မတွင်ငယ်နဲ့ကျမတို့က talk show ပုံစံလိုတောင်းဆိုပါတယ် Wow okay နော် Okay ဆိုတော့မခုအစီအမံခုံနေနော် Okay ဆိုတော့ဒီမှာကျမတို့ကမတက်မရပါဘူးထိုင်ပြီးတော့မှစကားပြောမှာဖြစ်ပါတယ်အားလုံးပြန်ထိုင်လို့ရပါပြီ ခုနတချင်းလေးကြားဘူးကြလားဝါဒီအဖွဲ့တွေအဲ့ဒါရှေ့မီနောက်မီဆိုပါလေသိလားကလဲထိုင်ဒီအဖွဲ့တွေကလဲထိုင်နဲ့တူရနော်သူကမတွင်ခဲ့တဲ့ချင်းကိုကြားဘူးလေဆိုဒီအဖွဲ့တွေမခေဘူးနော်ဒါဆိုဒီတချင်းကတော်တော်ပေါက်တဲ့တချင်းဖြစ်မယ်ဟုတ်လားအရင်ဖီးခဲ့တဲ့တချင်းလားဒီဘောမငိုရှာရှူလဲသိတော့မရဘူးအခုဒီမှာရှိနေတဲ့ညီကောင်မောင်မတွေရဲ့အရှိမရက်နေတာကတော့ခုနဆရာမရေဘက်ကလည်းနှုတ်ဆက်သွားတယ်မိတ်ဆက်သွားပေးတဲ့မတ်ထွင်ကဖြစ်ပါတယ် Hello ကျောင်းခန်းထဲမှာမြင်မှုကြပါလား Hello အားလုံးပဲမင်္ဂလာပါမောင်နှမတို့ရေ မင်္ဂလာပါ Wow တကယ်ရှုနာမ၌မင်္ဂလာပါ Zoom ထဲမှာရှိတဲ့မိဘညီကောင်မောင်မတွေရောက်စီတိုင်းပဲမင်္ဂလာပါ Okay ထိုင်လိုက်မယ်နော် ပြတ်ထိုင်လိုက်ပါဦးမယ်နော် Okay ဆိုတော့ညီမအနေနဲ့ပေါ့နော်အမပထမဆုံးမေးရှင်နေမေးခွန်းတစ်ခုကအမခရစ်တော်ကိုမရခင်ပေါ့နော်မရခင်လုံးဝခရစ်တော်ကြောင့်မသိခင်အချိန်ကာလလုံးကအမအစိုးဆုံးလုပ်ခဲ့တဲ့ຢာတွေလုံးဝစဉ်းစားလို့တော့မရဘူးဆိုရဲပေါ့နော်အမဘဝမှာဖြတ်တန်းခဲ့တဲ့ life မှာဖြတ်တန်းခဲ့တဲ့အထင်ကြီးရဟာလေးတွေတစ်ချက်လောက်ပြပြပေးပါခရစ်တော်မရခင်ပေါ့ တခင်ယေရှုခရစ်တော်ကိုဖယားဆိုတဲ့အရာကိုလူကြီးတွေမိတ်ဆက်ပေးထားလို့တော့သိပါတယ်ဒါပေမဲ့သူကတကယ်အသက်ရှင်လားမရှင်လားတကယ်အနားမှာရှိလားမရှိလားဆိုတာကိုမသိတဲ့အချိန်မှာအမားတွေလှုပ်ခဲ့မိတယ်အမားတွေလှုပ်ခဲ့မိတဲ့အခါမှာအမားတွေကလှုပ်ရင်းနဲ့မှဂိတ်ဆုံးအမားရဲ့ဂိတ်ဆုံးပေါ့နော်တယောက်ချင်းစီတိုင်းမှာအမားကသူ့ဂိတ်ဆုံးနဲ့သူရှိရတယ်နော်ဆိုတော့အမားရဲ့ဂိတ်ဆုံးကတော့ဘယ်လောက်ထိအချိန်နေဆိုရလဲဆိုတော့သူကဒီအမားရဲ့အတွေ့အကြုံရဆိုရင်စာဒမနက်ကသူ့နယ်ပယ်ထဲမှာသူကမျိုးစုံတဆင့်ပြီးတဆင့်ဆွဲခေါ်သွားတယ်လေနော်ဝိညာဉ်ရေးနယ်ပယ်မှာဆိုလဲဖခင်ကတဆင့်ပြီးတဆင့် level တွေပို့တယ်လို့စာဒမနက်ကလည်းမကောင်းတဲ့နယ်ပယ်တဆင့်ပြီးတဆင့်တင်သွားတယ်ဆိုတော့တင်သွားတဲ့အပြင်ကိုသူကတဖြည်းဖြည်းနဲ့ကိုကနှင်းရင်နဲ့မှဂိတ်ဆုံးဖြစ်သွားတာပေါ့နော်ဆိုတော့အဆိုးဆုံးအချိန်တွေကိုအခုပြောရတော့မှာလားโอเคအဆိုးဆုံးအချိန်တွေကတော့ဘယ်လောက်ထိဖြစ်ခဲ့လဲဆိုတော့သူကပထမ step မှာကစိတ်တွေဆိုးတယ်မူရစေးဝါးတွေတုံးစိတ်တွေဆိုးတယ်ဆိုတော့ဒုတိယ step မှာကမိသားစုတွေနဲ့ကလန်ကဆန်တွေလှုပ်လာတယ်ပြီးတော့အလုပ်တွေမလုပ်တော့ဘူးတတိယတဖြည်းဖြည်းနဲ့ဘာတွေဖြစ်လာလဲဆိုတော့တယောက်တည်းနေကျင်လာတယ်ဖျားเจ้าမသွားကျင်တော့ဘူးအတိုင်းဝိုင်းတွေမတွေ့ကျင်တော့ဘူးအဲ့ဒါတွေလာလင်ပုံးနေတယ်နောက်တစ် step ကိုရောက်သွားပြီဆိုရင်ဘာဖြစ်သွားလဲဆိုတော့သူကပတ်စံနေချီးလာတယ်ပတ်စံနေချီးလာတယ်တတိယ step ကရွာသားကြီးရောက်သွားတယ်နော်နောက်တစ် step တစ်ခုရွာသားကြီးနော်မသွားချင်ဘူးစေးဝါမတုံးကြနဲ့နော်ဆိုတော့ရွာသားကြီးဆိုတာစိတ်ကြွအဲ့ဒီစိတ်တဆဆေးရုံပေါ့နော်ဆိုတော့ဘာဖြစ်လို့မမကိုလီးဖြတ်တာတွေဓားတွေနဲ့ထိုးတာတွေအဲ့လိုတွေဖြစ်လာတော့အဲ့ဒါကိုပိုးခံရတယ်ဆိုတော့အဲ့ဒီကနေတစ်ဆင့်မှနောက်တစ်ဆင့်ဘာထပ်ဖြစ်လာလဲဆိုတော့ရွာသားကြီးလည်းရောက်သွားကိုကတိတ်မလွတ်ရဲတော့ဘူးထက်လွတ်ရင်ထပ်ပိုးခံမှာဆိုတော့တိတ်မလွတ်ရဲတော့ဘူးမလွတ်ရဲတော့ဘယ်နဲ့သူကအဲ့အချိန်မှာတိတယ်ဗောတိတယ်အကုန်သိတယ်ထပ်ဖို့ခံမှာတိသေးတယ်သိတယ်အဲ့ဆိုမစိုးသေးဘူးဗောဟိုနှစ်ခုစိတ်နှစ်ခုဖြစ်နေတာဗောတစ်ခုကအတိရှိတယ်တစ်ခုကအတိမရှိဒါပေမဲ့ control လုပ်လို့ရသေးတဲ့အခြေအနေဗောလုံးဝမရတော့တဲ့အခြေအနေဆိုသူကတိုက်ပေါ်ကခုန်ချတာတို့ကို suicide လုပ်သွားတာတို့အဲ့ဒါမျိုးတွေပေါ့နော်အမားကကြတော့ level 4လောက်မှာရှိနေသေးတယ် level 4တော့ level 1 2 3 4ဒေါက်တာတွေပြောပြတာပေါ့နော်ဆိုတော့အမားကလည်းအဲ့ဆေးရုံမှာသွားခဲ့ပြီးတဲ့ခါကျတော့အဲ့လိုတွေရှိတယ်
ဆိုတော့အဲ့အစိမ်းကနေပြန်လာတဲ့အခါအမထပ်ဖို့မခံချင်တော့ရမ်းစိတ်ညစ်တယ်အဲ့ထဲမှာဟောအယူတွေနဲ့နေရတာဘယ်လောက်စိတ်ညစ်စရာကောင်းဒီနေ့တော့ဖြတ်ပြီးတော့မေးချင်တယ်အဲ့ရွာသားကြီးမှာအမဖြတ်တန်းခဲ့တဲ့ဟာလေးကိုအသေးစိတ်သိချင်တယ်စိတ်တယ်စိတ်ဝင်စားမယ်ထင်နော်ကျမလည်းရစိတ်ဝင်စားရအောင်ဘယ်နှစ်ယောက်သွားကြည့်လဲလက်ညှိုးထောင်အိုးစိတ်ဝင်စားတယ်သွားကြည့်တယ်ကိုလက်ထောင်တယ်သွားကြည့်လားမသွားချင်ကြနဲ့နော်မသွားချင်ဘူးရွာသားကြီးထဲမှာမတ်တွငယ်ကစိတ်ကူးရင်တာပေါ့နော်ကိုရမ်းဆွေးလန်းနေတဲ့တငယ်ချင်းတယောက်ကကိုအဆက်တွေရုတ်တရက်ကြီးဖြတ်သွားတာမွေးစေဝတူတုံးနေနေမှာရုတ်တရက်ကြီးဖြတ်သွားတဲ့အခါမှာကိုကငါတငယ်ချင်းငါပေါ်အဲ့လောက်မလုံလောက်ပါဘူးထင်တာထင်တဲ့အခါကျတော့အမမွေးစေလုတ်တိုင်း तू ငါနားမှာပဲရှိနေတယ်ဆိုတော့စိတ်တစားဖြစ်တာပေါ့အဲ့တော့မွေးစေလုတ်ပြီးဆို तू အတန်နေကြားလာပြီဆိုတော့ဒီမကောင်းတဲ့နယ်ပယ်ထဲမှာမကောင်းတဲ့တငယ်ချင်းတွေထဲမှာစာတန်ကချုပ်ကင်ထားတာဖြစ်တယ်ဆိုတော့အဲ့စာတန်ကလည်းအဲ့တငယ်ချင်းတွေအမစီကိုစစ်လွတ်တာပဲဆိုတော့သူ့ရဲ့နယ်ပယ်ထဲမှာသူ့လူတွေအစုံရှိတယ်မျိုးစုံရှိတယ်အမရဲ့အားနည်းချက်ကိုသိတဲ့စာတန်ကအမျိုးစုံလွတ်ပေးမှဖြစ်တယ်လေဆိုတော့အမဘာကြိုက်လဲအမဘယ်လိုလူမျိုးရဲ့ style ကိုကြိုက်တာလဲအမဘယ်လိုမျိုးဂယူးဆိုင်လိုက်ရင်လိုက်လာနိုင်တာလဲအဲ့ဒါမှပါဘယ်လိုကောမလဲသူတို့နဲ့အတူတူစေးသုံးပါလဲဆိုတဲ့ဟာစာတန်ကအကုန်လုံးသိနေတာသိနေတဲ့အခါကျတော့သူကအမျိုးစုံစီစဉ်ထားပြီးသားအမခြေထောက်လေးတလန်းလန်းလိုက်ရုံနဲ့အကုန်ပါသွားရောဆိုပါသွားမှာဆိုတော့ဒီရွာသားကြီးထဲမှာပေါ့အမကစိတ်ကဟိုပါပေါ့နော်ငါနောက်ကိုတယောက်လိုက်နေတယ်ဆိုတဲ့အတိနဲ့အဲ့လိုအမြဲတမ်းဒီသူ့အတန်တွေကြားလာရင်ငါ့ကိုထွက်ပြငါ့ကိုနေထွက်ပြတယောက်တည်းတွေဖြစ်တာဘာမှအဖို့မခံသေးဘူးလေဆိုတော့ငါ့ကိုထွက်မပြရင်ငါကလှီးတယ်ဆိုပြီးဓာလေးတွေနဲ့လှီးလာတယ်အဲ့ကြောင့်တဆင့်ကနောက်တစ်ဆင့်ကဘာလဲဆိုစာတန်ကကိုယ့်အကိုတက်တည်ဖို့အတွက်သူအစားပြုနေပြီသူအဲ့လိုပထမပါလေးလှီးတယ်နောက်ပိုင်းကျတော့သူပြင်းပြင်းလေးလှီးလာတယ်ပြင်းပြင်းလေးဆိုနစ်ကလေးနီးလှီးတဲ့အရာတာကဘယ်လိုပြောမလဲနာကျင်တော့မှအဲ့ဒီခံစားမှုကပြတ်တာသွားသလိုအတူအယောင်အမားကြီး feeling ကိုစာတန်ကပေးတာတဖြည်းဖြည်းနဲ့ तू ကဘယ်လိုပုံစံမျိုးနောက်ဆုံးသူ့ရဲ့ပန်းတိုင်ကကိုယ့်ကိုစိုးဆိုင်လုပ်ဖို့ပေါ့ဆိုတော့သူ့မှာကဂိတ်တွေအများကြီးရှိတယ်ကိုယ့်ကိုလှီးတဲ့ဂိတ်ယူမလားနော်နောက်ပြီးတော့ဒီဘေးလီတရားပေါ်ခုံချတာတို့နော်ရေကန်ထဲကိုခုံချတဲ့တက်သေးမှုမျိုးစုံပေါ့သူ့မှာအမျိုးစုံရှိတယ် package နဲ့လာပြီးသားဘယ်လိုဟာမျိုးလိုချင်လဲပေါ့နော်ဆိုတော့အမကဒီအဲ့ဒီမှာအဲ့ तू လိုက်တယ်ဆိုအတိနဲ့ကဲလာဆိုအမကိုခေါ်သွားပြီးတော့အဲ့နောက်တစ်ခုပြောမယ်မူရစီဝါတွေအရက်တွေဘာတွေသုံးတယ်လေဘယ်တော့မှကို့မှာ right မရှိတော့ကိုဘလောက်မှန်မှားတယ်ကိုဘလောက်မှန်ပါတယ်လို့ပြောကိုထက်ဆိုးတဲ့လူတွေရတောင်ကိုကိုနပန်ကျင်းလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကကို့မှာဘာမှလူလက်မခံတဲ့အရာဖះလက်မခံတဲ့အရာကိုလုပ်တဲ့အတွက်ကြောင့်ကို့မှာဘာ right မှမရှိဘူးအရိုက်အရာဆုံးသွားတာဆိုတော့ငါမှန်နေတယ်လေလို့ပြောလဲမရဘူးတက်မရဘူးစိတ်ုံတက်ငါမှန်နေငါတကယ်ကြားတာဘာလို့တကယ်ကြားလဲဆိုစာတန်ကတကယ်ပြောနေရလေအမနားထဲမှာအဲ့ဒီဟာကိုထည့်ထားတာလေဆိုတော့အဲ့ဒါကိုအမကပြောလေသူတို့ကမဟုတ်ဘူးဘာလို့သူတို့မှမသိတာဆိုတော့ရောက်သွားတဲ့အခါမှာအဲ့ဒီအထဲလဲရောက်ကောအမကနင်းနိုးလာရောဟာဘာတွေလဲပေါ့သိလားတယောက်ကလည်းကိုယ့်ရဲ့အနားမှာပူးဆိုဤပတ်သွားသေးတယ်ဟာအဖွားကြီးသိလားဟာနောက်တယောက်ကလည်းလာပြီးတော့သိလားဟဲငါစုံမျက်နှာဟာနောက်တယောက်ကလည်းငါတို့စုံမျက်ကလေးဟာအမျိုးစုံပဲဟေးမင်းသမီးတွေအင်ဒရာကျော်စင်နဲ့အဲ့မှာ rap တချင်းရဆိုတဲ့ဆိုင်းခန်းလိုက်ရရှိသေးတယ်အဆုံးဆိုတော့အမျိုးစုံတွေ့တဲ့ချိန်မှာလေအမလေးဟုတ်သေးပါဘူးဒါဘယ်နေရာရောက်နေရလဲပေါ့သိလားပြီးတော့လုံးဝမိသားစုတွေအဲ့နေရာပို့မယ်လို့လုံးဝမမျှော်လင့်ထားဘူးမိသားစုမနိုင်တော့ဘူးလေအမကိုပြစ်ထားရင်အမကိုကိုတက်သေးနေမလားလဲသူတို့မသိဘူးဘာလို့ဓာအဆင့်ကိုသူတို့မြင်သွားတာဟုတ်ဖခင်ကပေးမြင်လိုက်တာဓာနဲ့လီးတဲ့အဆင့်ကို तू ကနှစ်ခါသုံးခါမကတော့အမအရာကြီးအဲ့ဒါကြီးတွေလီးတဲ့ကောင်ကိုပေးမြင်လိုက်တာဖခင်ကပေးမြင်ပြီးတော့အဲ့ဒီရွာသားကြီးထဲမှာဝိညာဉ်တော်ကစလုပ်တာဝေါဟာလေလုယာလက်ခုပ်ပြချက်လိုက်ဝေါဝိညာဉ်တော်ကသူရှိချောင်းကိုမတ်တကယ်ကိုစပြတယ်မတ်တကယ်ငငယ်တွေကစန်စကူတက်ထားတဲ့အတွက်ကြောင့်ရွာသားကြီးပဲဖြစ်ကိုမကြိုက်တဲ့နေရာအတင်းအဓမ္မပို့ခံရပြီဆိုအမတစ်နေ့3ချိန်ဆူတောင်းတယ်ဒန်ရီလာပြန်ဖြစ်သွားတာဆိုတော့မွေးစေးမလုပ်ရင်အမအကောင်းကြီးမွေးစေးလုပ်ပြီးဆိုတယောက်တည်းကြားပြီးအဲ့တယောက်နဲ့စကားပြောတာ
ထွက်လာခင်လေအမဲတော့စာတန်းအတန်ပေးနေတာပေါ့နော် ဟိုနည်းနည်းပေါ့နော်သိချင်တယ်ခုနဆိုရင်ဖွင့်လိုက်တဲ့ချင်းကဒါမထွင်ခဲ့ရဲ့ဒါအောင်မြင်ခဲ့တဲ့တချင်းတွေလို့ပြောလို့ရတယ်ပြီးရှိသေးတယ်ကြားဘူးတဲ့ချင်းရှင်တော်ရှင်ရဲ့ တိတ်တ တိတ်တန်းတိုင်းနဲ့ကြားဘူးလားဝါဒီဖွဲ့ရနော်တကယ်မခေတဲ့ပွဲ ဟုတ်တယ်လူငယ်တွေဆိုဒါနည်းနည်းလေး ကြားဘူးရနော်ကျွန်တော်ဒါဘာကြောင့်ပြောရလဲဆိုတော့အခုမထွင်ခဲ့ကအဲ့ခေတ်ခါမှာကျွန်တော်နားထောင်ခဲ့ဘူးဒီတချင်းတွေအဲ့လိုလောကမှာကိုအဆိုတော်ဖြစ်ရှင်ခဲ့တယ်ဟုတ်တယ်ဟုတ်ဒါပေမဲ့အဲ့လိုအဆိုတော်ဖြစ်နေနေအောင်မြင်သွားတယ်အောင်မြင်တယ်လို့ပြောလို့ရမထွင်ခဲ့တို့ခင်မှာတကယ်အောင်မြင်တယ်ဒါပေမဲ့ဘာဖြစ်လို့အောင်မြင်နေရင်းနဲ့ကလူမွေးစေတုံးပြစ်သွားရတာလဲဆိုတဲ့အကြောင်းလေးနည်းနည်းပြောပြလို့ရမလားမသိဘူး ပြောပြလို့ရပါတယ်ဆရာအခုမကစပြီးတော့အမှုပညာလုပ်ငန်းတွေလုပ်တဲ့ကဖခင်ကဒီအတန်ပေးထားတယ်ဆိုတဲ့အရာကသူ့ဘုံတော်ထင်ရှားဖို့ပေးထားတာဆိုတော့အမမသိခဲ့ဘူးဒီမှာရှိတဲ့မောင်နှမတွေအားလုံးကအရန်ဖခင်ကောင်းကြီးခံစားရတယ်ဘာလို့လဲဆိုအမလိုဂိတ်ဆုံးမရောက်ခင်မှာတိခွင့်ရတာဂျေဇုတော်ဖြစ်တယ်လေနော်ဆိုတော့အမကအဲ့လိုမျိုးစပြီးတော့အမကွင်းစင်းခံလာရတာပေါ့ဘာလို့လဲဆိုနောက်သားတွေလမ်းမမဖို့အတွက်အမကပေးဆက်ခဲ့ရတဲ့ခရစ်တော်ရဲ့သေးလေးပေါ့သေးလေးဆိုတော့သေးလေးခရစ်တော်သေးလေးသမီးလေးပေါ့နော်ဆိုတော့အမတက်တာကအဲ့လိုမျိုးဒီအောင်မြင်မှုဆိုတဲ့အရာကိုကဖျားပေးတာလည်းမသိဘူးသူ့ဟာနဲ့သူလည်းလှုပ်ရင်းနဲ့မှသူကသူအောင်မြင်လာတာဆိုတော့ဒါကိုတန်ဖိုးလည်းမထားဘူးတန်ဖိုးမထားဘူးပတ်စံရရင်သုံးတယ်အဲ့ဒီမှာဘာကြောင့်ဒီဟာတွေကိုစပြီးတော့အရင်ဆုံးမှတောက်ဖြစ်တာ spine wine ဘာအရင်ဆုံးတောက်ဖြစ်တာ spine wine တို့ထန်းရည်တို့တီလေးရန် အဲ့လို စား ကွာ နော် အဓိကကတော့အဲ့ပောက်ကရလှုပ်ချင်တာဘာကြောင့်လှုပ်ချင်တာလဲဆိုတော့အမအရင်တော့အရန်အလုပ်ကြိုးစားတယ်အမအရင်တော့ကတေးသေးချာချာအလုပ်လုပ်ခဲ့တယ်အလုပ်လုပ်ခဲ့တယ်မှာရတဲ့ပတ်စံကိုလည်းဆယ်ဖို့တဖို့ဖဲတယ်မိသားစုကိုလည်းပေးတယ်ရွှေတုံးလေးတွေလည်းအမြဲတမ်းစုတယ်အဲ့လောက်ထိအမစီကံရှိခဲ့တယ်ဒါပေမဲ့လောကမှာမကြုံချင်တဲ့ပြဿနာကြီးတစ်ခုအမစီမှာကြုံလာတယ်အဲ့လိုကြုံလာတယ်အမအသက်16နှစ်အရွယ်မှာကြုံလာတယ်မောင်နှမတွေနည်းနည်းလေးညံသုံးပြီးစဉ်းစားလိုက်အဲ့လိုကြုံလာတဲ့အခါမှာအမအတွေ့အကြုံလည်းမရှိဘူးဒါကြောင့်ဒီမှာရှိတဲ့မောင်နှမတွေအားလုံးမဟိုနေ့ကလည်းပြောတယ်လူတိုင်းပြဿနာကြုံကိုကြုံရမှာ yeah ကြုံလာတဲ့အခါမှာဖြည့်ရှင်းပုံဖြည့်ရှင်းနည်းကအရေးကြီးတယ် that's right အဲ့ဒါကဖျားလန်းနဲ့ဖြည့်ရှင်းမလားကိုယ်စိတ်ကြိုက်လန်းနဲ့ဖြည့်ရှင်းမလားဒါအရင်အရေးကြီးတာဖြစ်တယ်ဆိုတော့အမကယေရှုဖျားကိုခုနပြောသလိုအတိပဲသိပြီးတော့မရှိတဲ့အခါမှာအမဘာတွေနဲ့အဲ့ဒီစိတ်ညစ်ဒဏ်မခံနိုင်တဲ့အခါပျော်ရင်ပြီးရောဆိုပြီးတော့ spine wine ဟော spine wine ဆိုတဲ့လမ်းလေးကိုစပြီးတော့ခြေလန်းလိုက်တာနဲ့စာတန်ကနောက်တစ်ဆင့်ထပ်ပို့လိုက်ပြီဘာလဲဆိုတော့ဘာလဲ red label black label တောက်တဲ့အဖွဲတွေလေအဲ့အဖွဲတွေနဲ့ထပ်ပို့လိုက်တာထပ်ပို့လိုက်ပြီးသူတို့ကုတ်ကလေးနဲ့ဖြော်ပေးတာအဲ့ဖြော်ပြီးတော့လေအရင်တော့ဒီအနံ့ကြီးတွေဒီအခါကြီးတွေလုံးဝမတောက်တတ်တဲ့လူကပေါ့နော်ဒီဟာကိုတောက်လိုက်တဲ့အခါမှာလေဟာမခါဘူးပေါ့ပျော်တယ်ပေါ့ဆိုအုပ်စုလိုက်ဒီဟာကိုဓာတ်ပုံတော်ရိုက်ထားတာပေါ့နော်ငါတို့နောက်နေ့ကျန်ဝယ်တောက်ကြမယ်ဆိုပြီးတော့အဲ့ဒီကနေတဆင့်နဲ့သူက9နှစ်လောက်ကိုအရက်တောက်ဖြစ်သွားတော့နာမည်တွေပြတ်သွားတယ်နာမည်တွေပြတ်ရင်းနဲ့မှငါအရန်နာမည်တွေပြတ်လာပြီးအရက်တောက်ရင်အရန်တောင်းချမ်းတယ်အမားလည်းမခံဘူး club တွေကလည်း blacklist တွေဖြစ်ကုန်ပြီဆိုတဲ့အခါ club တောင် blacklist ဟုတ်တကယ်ဖြစ်တာဆိုတော့လေကိုကလေအကြွတလိုင်းလေကြွတလိုင်းဆိုလေလို့ club ရဲ့ဟိုကွင်းလေတိုင်းအဲ့လိုဒီကအဲ့ဒါဆိုခုနတက်16နှစ်နော်16မှာစပြီး spine တောက်တာပေါ့ဆရာကိစ္စတစ်ခုကြောင့်ဟုတ်တယ်အဲ့ဒါကြောင့်ကိစ္စတစ်ခုတိုင်းမှာလည်းခုနပြောပါနော်ဖြည့်ရှင်းတဲ့နီးလဲမှန်ပါစေနော်ဒါကဒီမှာရှိတဲ့မထင်ခင်ကနေမှရလိုက်တဲ့ပြောရင်သင်္ကန်းစာလို့လည်းပြောလို့ရတယ်ဒီမှာရှိတဲ့လူငယ်တွေရောက်စီတိုင်းသွားမဲ့လမ်းအဝေးကြံသေးတယ်ဒါပေမဲ့ကိုတွေးကြုံတဲ့ပြဿနာတိုင်းမှာကျွန်တော်ဖြည့်ရှင်းတဲ့နီးလမ်းမှန်ဖို့ရန်အတွက်အရင်အရေးကြီးတယ်ဒါကသူ့အတ္တတာမှာတစ်စစ်ချိုးသူလှုပ်ဆောင်ခဲ့တဲ့အရာမှားခဲ့တဲ့အရာဒီအရာကိုကြည့်ပြီးမှဒီကလူငယ်တွေဇုံမရှိသောသူတွေကမှားတဲ့လမ်းကိုမလိုက်တတ်ဖို့ရန်အတွက်အရင်အရေးကြီးတယ်မတင်ငယ်ဒီနေ့ပြောနေတာကတကယ်အမှန်နေပဲဖြစ်တယ်ဘာဖြစ်လဲဆိုတော့ तू ကကျွန်တော်သိချင်မှသိမယ်ကျွန်တော်သူ့သိတယ်ကျွန်တော်ရက်ွက်တူတယ်သိလားဝါဆရာရွှေနဲ့ရက်ွက် तू အဲ့လိုနေ့လည်းဖြစ်ဖြစ်ညနေဖြစ်ဖြစ်ဆို तू နောက်မှ तू အရင်တုံးလာတဲ့အချိန်ဖြစ်မယ်ကျွန်တော်နဲ့တွေ့ရချင်းဆို तू ကြွအိတ်လေးတစ်လုံးနဲ့ तू အမြဲတမ်း तू ဖြစ် तू ဟုတ်တယ်နော်ဟုတ်တယ်နော်ဟွာပေါ့ဘီယာဘူးနဲ့ထည့်သွားတာ
ဆိုတော့ဒါဟိုတနေ့ကသူနဲ့ကျွန်တော်နဲ့စကားပြောရင်းနဲ့မှပြန်ပြောပြတာပေါ့နော်ဘာဖြစ်လဲဆိုဒီအကြောင်းအရာဒီလိုမျိုးအဖြစ်ပြက်ဒီလိုမျိုးခံစားမှုကကျွန်တော်ကိုယ်တိုင်ခံစားမှုတယ်ဘာဖြစ်လဲဆိုတော့သူနဲ့စကားပြောဘူးကကျွန်တော်လည်းဒီထဲကထွက်လာတာဖြစ်တယ်ဆွဲတယ်လေနော်အဲ့ထဲကအဲ့တကယ်သူ့ရဲ့ဟိုအကိုတွေဆိုမောင်းနေဆိုနော်ကျွန်တော်နဲ့ခင်တိကြတယ်ပေါ့နော်အရင်တော့ယင်းနီးမဟုတ်ဟိုအရင်နီးမဟုတ်မဒီလိုင်းရက်ကွက်ထဲမှာဆိုတိကြတယ်ဟုတ်တယ်အဲ့ရင်တော့သူအရန်သွားပြီးသူပြီးအိမ်ပြန်သွားလိုက်သူအဲ့အိမ်နဲ့ဟိုဘက်နဲ့တော့ခဏသွားတယ်အပြင်းနေလဲတိတ်မသွားပြဘူးအပြင်းတော့အဲ့အခန်းထဲမှာဘာဖြစ်လို့ဒီဒါသုံးပြီးရင်ဒီအတန်ဝဲဆောင်နေတာကိုဆွဲလင်းတဲ့အတန်ဝဲဆောင်အဲ့တော့စာတန်ကလည်းကိုသုံးပြီးပြီလား limit တစ်ခုရောက်ပြီဆိုတော့အတန်လွတ်လိုက်ပြီတင်းဆိုဘလို့အတန်မျိုးအဲ့လိုပေါ့ဘယ်လိုပြောလဲမောင်လေးတို့အခုနေရွက်နဲ့ကြားတဲ့အတန်မျိုးမဟုတ်ဘူးဒီတွေကနေအာယုံနောက်တစ်ခုရှိတယ်အခုဝိညာဉ်တော်ကစကားပြောတယ်မလားမောင်လေးတို့လည်းစကားပြောတယ်တခါလေကြာရင်လေအတွင်းထဲကသိတယ်ဒီနားထဲကနေကြားတယ်လုံးဝအတန်ကြီးနဲ့တကယ်လူပြောသလိုကြားတယ်ဆိုအစ်စ်နေလဲဝိညာဉ်ဘိုင်းမှာရှိတယ်အဲ့လိုမှမမကအတွင်းနာဟိုစက်ထမအာယုံလို့ပြောမလားအဲ့ဒီကနေပြီးတော့မှကြားတာတော့အဲ့လိုမျိုးပေါ့နော်ဘာလုံနေတာလဲသလားတော့ဂယုဆိုင်တလူလိုနဲ့လူကိုအဲ့လိုမျိုးဆွဲချတာအဲ့ချိန်မှာကိုကလည်းနေသွားပြီးပြီတယောက်တည်းယူသွတ်နေအခန်းထဲမှာနေသွားပြီးပြီပထမတော့နည်းနည်းကြဲပြောတော့ပို့ခံလိုက်ရတယ်လေပို့ခံတဲ့နောက်ပိုင်းကျတော့တိတ်ကြဲမပြောတယ်တူတူလေးပေါ့နော်တောက်တကားလာခောက်ပြီဆိုရင်ထွက်ပြီးတော့လေဟေးဘာဖြစ်လဲဟန်ဆောင်တာလေဟိုအယူပါပေါ့သလားဟန်ဆောင်ဘာဖြစ်ဘူးလေအေးစေးပဲပြန်ဝင်သွားပြီဆိုတော့အတန်ပြန်ဆောင်အစာတန်းကလည်းတစ်ခုပြီးတစ်ခုလွတ်တာဆိုတော့အဲ့ဒါကြောင့်မောင်နှမတို့ကိုမပြောတာလုံးဝဒီအကြားတွေအထီးအတွေ့တွေအမြင်တွေပေါင်းတင်ဆက်ဆံရေးတွေအစအရန်အရေးကြီးတယ်ဟိုဆိုအဲ့ဒီအတွင်းထဲမှာဒီအတန်ကိုအမကအမြဲတမ်းစိတ်ဆွဲလန်းတာလေစိတ်ဆွဲလန်းတဲ့အခါမှာဒီထဲမှာအမြဲတမ်းသူက memory ထဲမှာဒါပဲပြည့်နေတဲ့အခါစဉ်းစားတဲ့အထက်မှာစာတန်းဝင်လာတာဆိုတော့မောင်နှမတို့ဒီထဲမှာဆွဲလန်းတဲ့အရာယေရှုခရစ်တော်ဘုရားဖြစ်ဖို့လိုတယ်အာမင်ယေရှုခရစ်တော်ဘုရားနှုတ်ကပတ်တော်ဖြစ်ဖို့လိုတယ်ဂုဏ်တော်ချီးမွမ်းခြင်းတစ်ချက်နေဘာကြောင့်ဆရာရဲမင်းထက်တို့ဆရာဒေးဗစ်လာတို့နော်ဆရာတွေအားလုံးဘာကြောင့်ဒီအမြဲတမ်းယူသွတ်နေတာလဲယူသွတ်လေဒီစက်တမအာယုံပဲဖြစ်ဘာအာယုံပဲဖြစ်အဲ့ထဲမှာဖခင်ရဲ့အတန်အမြဲကြားတာဆိုတော့အဲ့ဒီအာယုံကိုဘုရားကအယံကောင်းလို့သူကစာတန်ကအယံလိုချင်တာဆိုတော့အမကလည်းအယံကိုကြားနေဒါပေမဲ့ကိုတက်မလားသူများတွေလည်းအယူနည်းနည်းယူကြောင်မမူရစေးသုံးရင်ပေါ့နော်အဲ့လိုတက်မှတ်ထားတဲ့အတွက်ကြောင့်မတွင်ကလည်းကြားနေလေကြားနေဆိုတော့ဘလို့ပဲတက်မှတ်မယ်ကိုကလည်းယူသွားကြားပြီဆိုတော့ဒါနဲ့ပဲဟိုလုံးဝသူ့ကိုမလိုချင်ဘူးသူ့အတန်လည်းမကြားချင်တဲ့အတွက်ကြောင့်အမဒါတွေအမြဲတမ်းလှီးပြီးတော့အဲ့လိုပေါ့ဘယ်လိုပြောမလဲဒီအတန်မကြားချင်ဒါလှီးချပလိုက်ရင်သူကပျောက်သွားစိတ်ကိုပြောင်းလိုက်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံလေးတွေယူသွတ်ခဲ့တာဒါပေမဲ့တခုနည်းနည်းလေးဖြတ်ပြောရမယ်ဆိုမေ့သွားမှဆိုလို့ယေရှုခရစ်တော်ဖျားကိုရပြီးတဲ့အချိန်မှာဖခင်ရဲ့ကောင်းမြတ်ခြင်းကဘယ်လောက်လဲဆိုတော့အမဘယ်အဆင့်ထိဒီအာယုံထဲမှာကြားထားလဲအဲ့ကြားထားတဲ့အထဲမှာဝိညာဉ်တော်ကဝင်စကားပြောတယ်ဝေါဖခင်ကလှုပ်လိုက်ရင်ပြောင်းပြန်ရင်ပဲဖခင်ကနည်းစာတန်ခေါ်ရထိလိုက်သွားရင်အဲ့ဒီ level အထိဖခင်ကပြန်ပြီးတော့ဆွဲခေါ်ပြီးအသစ်ပြင်ပလိုက်တာအာမင်လုံးဝ change ပလိုက်တာဒါပေမဲ့တချို့ယုံကြည်သူမိသားစုတွေကမောင်နှမတွေကမသိတဲ့အခါနစ်ပြီးတော့စာတန်ရဲ့ဝါချေမှုကိုခံလိုက်ပြီးတော့လုံးဝသူတို့ဝိညာဉ်ရောခန္ဓာရောစိတ်ကောဆုံးမြုပ်သွားတာဆိုတော့မတ်ရိကဘုရားသခင်ဂျေဇုတော်ကြောင့်ဒီမကောင်းတဲ့အရာတွေလှုပ်ချင်လို့လှုပ်ခဲ့တာမဟုတ်ဘူးမလှုပ်ချင်ဘဲနဲ့စိတ်ညစ်လို့လှုပ်ခဲ့တာကနေစတဲ့နှလုံးသားနဲ့စန္ဒကိုဘုရားသခင်ကသိတော်မူတဲ့အတွက်ကြောင့်တနာတော်မူလို့မတ်ရိကပြန်လဲပြီးတော့ဆွဲခေါ်ပါတာဖြစ်တယ်အာမင်အာမင်ဆိုတော့အမပြောတဲ့ဒီဘောနော်အမရွာသားကြီးရောက်နေချိန်မှာဝိညာဉ်တော်ရဲ့အတန်ကိုကြားရဲဆိုအဲ့ဒါတွေရအောင်ဘယ်လိုမျိုးကြားခဲ့ရလဲဟုတ်ပြီပထမမတ်ရိကဝိညာဉ်တော်ဆိုဘာမှမသိဘူးလုံလားပြားလားအဖြူလားအမဲလားအငွေ့လားဘောနော်ဆရာတွေပြောလုံးဝမသိဝိညာဉ်တော်ရှိမှလည်းမသိယေရှုပဲသိတာယေရှုဘုရားသခင်တော်မှာ2ယောက်လား1ယောက်လားမသိလုံးဝမသိပါဘူးဆိုSunday school တွေတက်လိုက်တော့ထိတ်ဆုံးကတချင်းဆိုရတာပါဝင်ရတာထိတ်ဆုံးကဘာမှမသိအားကြောင့် Sunday school တွေကို Sunday school ဆရာမဖြစ်တဲ့အခါကျရင်ကိုကလေးတွေကိုဝိညာဉ်တော်ကဘာလဲဖခင်သခင်ကဘာလဲတန်ရှင်သောဝိညာဉ်တော်ဖခင်ဆိုဘာလဲဆိုတာတိတိကျကျသိရုံမဟုတ်ဘူးအရှိရင်းနှီးအောင်
အရှိသွားလာတတ်အောင်တင်ပေးဖို့အရင်အရေးကြီးတဲ့ကာလရောက်ပါပြီလူကြီးတင်ပင်လည်းမသိဘူးနော်တချို့လူကြီးတွေပင်လည်းမသိတာရှိရလေဆိုတော့ခုနမေကွန်လေးကပါလေခုနမေကွန်လေးကကျတော့မရွာသားကြီးရောက်နေတဲ့အချိန်မှာဒီဝิญဉ်တော်ရဲ့အတန်ကိုဘယ်လိုပုံစံမျိုးနဲ့ကြားခဲ့ရလဲရွာသားကြီးမှစပြီးတော့မကြားသေးဘူးဖခင်ရဲ့လှုပ်ရက်ကအရန်ကောင်းတယ်နော်ရွာသားကြီးနဲ့ပြောအရင်စိတ်ဝင်စားအမဒီလိုထုတ်ပြောမှသိတဲ့အရာတွေဘာကြောင့်ထုတ်ပြောလဲဆိုတော့မောင်နှမတို့ကိုသိထားစေခြင်းလို့ဖြစ်တယ်နှလုံးသားရဲ့အရင်မြစ်တစ်ခုလုံးဖခင်ကိုပေးဆက်လိုက်တာခန္ဓာစိတ်ဝိညာဉ်ဖခင်ကြီးကြိုက်တာတော့ဆိုတဲ့အချိန်မှာရှက်လည်းမရှက်တော့တာမဟုတ်ဘူးရှက်တယ်နော်ဒါပေမဲ့လေမောင်နှမတို့ကိုရစေခြင်းလို့ဖြစ်တယ်နော်အဲ့အတွက်ကြောင့်တန်ဖိုးလေးတော့ထားစေခြင်းတယ်ဆိုတော့မတ်တွင်ကရွာသားကြီးမျိုးဘာစသိလဲဆိုတော့ဒီရွာသားကြီးမှာပေါ့မတ်တွင်ကဒီ၃ကောက်ဆူတောင်းရင်အဲ့လိုမျိုးအဖွားဖခင်သိကောင်းမြတ်တယ်ရွာသားကြီးသွားဖို့လေကြိုတင်ပြင်ဆင်ပေးထားတာဖခင်ပဲသိလားသူကလေတီးလုံးလေးနဲ့ပါပို့တာရွာသားကြီးကိုလေအဲ့ဒါအမှန်တော့လေသိလားဖခင်သခင်ကလေဘေးနားမှာအတူတူရှိနေတာလေအဲ့ဒါကိုမသိတာသူကလေသိလားအဲ့လိုမျိုးပေါ့ကွာမျိုးကြီးတချင်းနဲ့တော့ပို့လိုက်အဲ့လိုမျိုးလေနော်ပထမတစ်ခေါက်သွားတော့ကလုံးဝမသိပဲရောက်သွားတာအဲ့မှာအရန်လန့်ဖြန့်သွားတာပေါ့နော်အမဘယ်လောက်ထိတော့ဆွဲလန်းလဲဆိုတော့လေမျက်လုံးနဲ့အဲ့လိုမျိုးမျက်ပင်တွေကိုထိုင်ကြည့်နေလေအမလေးအရင်တော့အမေရိကမှာညားခဲ့တဲ့အမျိုးသားလေအဲ့ဒီဘဝကိုအမလေးပြန်တတိရပြီးတော့လေငါဘဝကဒီအယူတွေနဲ့ဒီလိုထမိန်ဝစ်ပြီးတော့တလားလင်းလက်ထွန်းစေးတောက်မယ်ဆိုဟာရှာထုတ်ပြတော့ဟမ်မတောက်လားစစ်တဲ့ဘဝအခြေအနေထိရောက်သွားရအောင်ဆိုပြီးအမနောင်တရတယ်အဲ့ဒီဘဝကိုပြန်လိုချင်ခဲ့တယ်အရှမ်းစိတ်ထဲမှာဘာမှမရှိတော့လောက်အောင်အောက်ဆုံးခံစားခဲ့ရတယ်လေဆိုတော့အဲ့ဒီမှာလေအဲ့ရတိုင်းတွေမှာပထမဆုံးမနေတိုင်းဆူတောင်းတယ်မနေ့တစ်ခေါက်နဲ့အဲ့ဒီမှာဘေးနားမှာဘုရားသခင်ဘယ်လိုပြင်ဆင်ထားလဲဆိုအမကို VIP မှာထားတယ်အဆိုတော်ဆိုတော့လေကွန်ကန်နော်ကွန်ကန်အမှုပညာရှင်နာမည်တွေမပြောတော့ပါဘူးသူတို့လည်းရှိတယ်ဆိုတော့အမေပေါ်အောင်ဆွဲထဲလိုက်သေးအဲ့ဆိုအမသွားတဲ့အချိန်မှာတော့မရှိဘူးသူတို့ကယောက်ျားဆောင်မှလို့ကြားတယ်ဆိုတော့အမအဲ့လိုမျိုးပေါ့နော် VIP အခန်းထဲမှာအမအတွက်ကြိုတင်ပြင်ဆင်ပေးထားတဲ့လူတွေကလေအမကိုနောင်တရအောင်ဘုရားပြမဲ့လူတွေကြီးပဲဆိုတော့အမဘေးနားမှာအဖွားကြီးတယောက်ပတ်စံလည်းရှိတယ်သူ့မိသားစုတွေကမကြည့်နိုင်လို့တဲ့လာပစ်ထားတာအဲ့ဖွားကြီးဆိုလေညဆိုခြေစုပ်ဝစ်ပေးမဲ့လူမရှိတနခါကြီးနဲ့ဖွေးပြီးတော့လေချစ်စရာကြီးအဲ့ကြမှာအမနောင်တရတာဟဲငါအိမ်ကအဖွားအသက်86နှစ်ငါဒီဘက်ကနေမူရစီးလို့ရင် तू ကဟိုဘက်အခန်းကနေပြီးတော့ second smoker တွေဖြစ်တလားဆက်မအိမ်နိုင်ဘူးဟေးတလားအလုပ်တွေထလုပ်တာဘာလို့ငါကဒီမှာဈေးရှူ तू ကအလုပ်လုပ်မလုပ်ပဲ तू ကလုပ်မသိခဲ့ဘူးစာတန်ကမောင်နှမတို့အပြင်မောင်နှမတို့မိသားစုဆွဲချဖို့ဖြစ်တယ်အမကအမအပြင်အမရဲ့မိသားစုတွေအားလုံးကယုံကြည်သူတော်မှအမှုတော်ဆောင်မိသားစုတွေပဲဆိုတော့အဲ့အမှုတော်ဆောင်တွေဘယ်ပဲတော့ရုပ်လုံးမထွက်အောင်စာတန်လုပ်တာဝိညာဉ်နဲ့ပေထဲမှာဝိညာဉ်လူတစ်ယောက်ကဒုက္ခရောက်ရင်တစ်ယောက်တည်းမဟုတ်ဘူးနော်တမိသားစုလုံးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်မှာ connection ဖြစ်နေတာအားလုံးတစ်ယောက်ဝင်နေရင်ကျန်တဲ့လက်လေးချောင်းလည်းဝင်နေတယ်တစ်ယောက်ခံစားရရင်ဘာမှမသိဘူးခံစားနေရတာဒါကြောင့်ဝိညာဉ်နယ်ပယ်ထဲမှာမောင်နှမတို့တအိမ်မှာရက်သမားစေးသမားမေထုံဘာညာရှိတယ်ဆိုရင်အဲ့တမိသားစုလုံးကနေမကောင်းမကျန်းမာတဲ့အိမ်လို့ဒေါက်တာတွေကသတ်မှတ်ထားတာဖြစ်တယ်နော်ဆိုတော့မတွေ့ခင်အဲ့ဒီထဲမှာအဲ့လိုဘေးနားမှာအဲ့အဖွားကိုမြင်တော့အိမ်ကအဖွားကိုမြန်ပြောရမယ်ဆိုအရန်နောင်ထားရတာပေါ့အော်အဲ့မှာအဖွားကိုခြေစူလေးတွေဆွတ်ပေးတယ်အော်ကိုအဖွားကိုတောင်းမကြည့်ခဲ့တာတွေပေါ့နော်ဒီလောက်ထိငါ့ကိုအဖေမေပြစ်သွားတာအမှန်တိုင်းဆိုမိဘမဲ့လို့လည်းပြောလို့ရတယ်အဖွားအိမ်မှာအမေကလာပြစ်သွားတာအမေကမကြည့်နိုင်တော့လို့ဆိုဒါဆက်လက်ရှေ့ဦးမယ်ပေါ့နော်မိဘမဲ့တို့ဖရားလဲဟုတ်တယ်အာမင်ဆိုတော့ဒီအဖွားငယ်တွေကဒီအဖေမေဆွတ်ပြစ်သွားလို့ကြည်လာတဲ့အဖွားပေါ့နော်အဲ့ဒီအဖွားကိုတော့အမကလုံးဝဒီစာတန်းလှုပ်တဲ့အခါမှာဂျေဇုဆက်ဖို့နေနေတာဂျေဇုကမ်းတယ်လို့တွေဖြစ်ခဲ့တာဆိုတော့အရှက်နောင်တရတယ်အဲ့ထဲမှာဘုရားသခင်အဲ့လိုနောင်တရစေချင်တာနောက်တစ်ခုကကြတော့တကယ်ကိုမတ်တွင်ကယ်တော့မွေးရစေဝါသမားအတူတွေမလှုပ်ချင်ပဲလှုပ်တာတကယ်လှုပ်ချင်တဲ့အစစ်ကြီးတွေရှိတယ်ပြလိုက်ချင်သေးတယ်တလားရွာသားကြီးထဲမှာတောင်းသူတို့တွေလှုပ်တာစစ်လက်တွေနဲ့ပြီးရင် present တွေလာဖို့အဲ့ထဲမှာညှက်ပြီးယူလာတာတွေ
အဲ့တကယ်အစ်စ်ကြီးအမဘေးနားမှာအိတ်တာတော်လေဟဲ့နေပါတောက်အောင်တလားဘာတောက်မှထိုက်ပို့ခံချင်လားဟမ်တက်တန်းထက်တိုးချင်လားတလားလုံးဝဆိုတော့မတ်တွေကဖယားဘာပြောလိုက်တယ်နင်ဟာငါသမီးဖယားသားသမီးဖြစ်တယ်မူရစေဝါသမားအစ်စ်လုံးဝမဟုတ်ဘူးလို့ပြောလိုက်တယ်ဝေါလူတွေကအဲ့ဒီအချိန်မှာမတ်တွေကကိုမူရစေဝါသမားလူကလူညံပဲတွေးမှာဖယားကမောင်နှမတို့မမတို့ဖန်ဆင်းထားတဲ့အတွက်ကြောင့် तू ဘာဖန်ဆင်းထားလဲ तू အကုန်သိတယ် तू မမမှာဘလို့နှလုံးသားရှိလဲဘလို့အတွေးရှိလဲဘလို့ခံစားချက်ရှိလဲဘလို့မျိုးဘဝတွေဖြတ်တန်းခဲ့ရလဲ तू အကုန်သိတယ် तू အသိဆုံး तू နားလဲဆုံးလူကတော့ဖြစ်သွားတဲ့အရာလှုပ်သွားတဲ့အရာပေါ့အပေါ်ယံကြည့်ပြီးဆုံးဖြတ်သွားမှလူဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့အတွေးတွေကိုရင်ဖွင့်ချင်တာတွေဘယ်တော့မှလူတွေမပြောနဲ့အတိုင်းတာတစ်ခုထိပဲဘုရားသခင်မေးပြီးမှပြောပါအထီးကတိုင်နေရမှာဘုရားသခင်ပဲဖြစ်တယ်အာမင်အာမင်ဆိုတော့မတွင်ကအဲ့ဒီချိန်မှာအဲ့လိုတွေပေါ့နော်နောက်တစ်ယောက်ကအဲ့မှာဘုရားသခင်ပေါ်ပြငါတကယ်စိတ်မွေးစေဝါသမားမဟုတ်ဘူးပဲကိုအယူနဲ့ဟိုပေါ့နော်တကယ်မွေးစေဝါသမားနဲ့ကိုဂုံယူတာပေါ့တလားဆိုတော့နောက်တစ်ယောက်ကျတော့အင်ဂျီကိုနှစ်ထပ်သုံးထပ်ဝတ်တဲ့တစ်ယောက်နောက်တွင်ကလည်းအဲ့လိုပဲနည်းနည်းလေး3ရက်လောက်မအိတ်တော့ဘူးဆိုရင်လေအင်ဂျီကိုနှစ်ထပ်သုံးထပ်တွေဝတ်တာဝတ်ပြီးတော့ဘာလို့လဲဆိုတော့အင်ဂျီမလဲရတော့တာဘာလို့ဆိုအဲ့တစ်ယောက်ကကင်မရာတွေနဲ့ငါ့ကိုချောင်းနေတယ်ဆိုပြီးတော့ဘယ်သွားသူတို့ကလည်းတကယ်အမရဲ့တငယ်ချင်းကလည်းတထေးအရန်ဖြစ်ခဲ့အခုလည်းဖြစ်တယ်ဒါပေမဲ့အခုသူကအိမ်တော်တွေပဲကြားပြီးသူကလေအဲ့လိုမျိုးပေါ့နော်ဆိုတော့မဟုတ်ကအဲ့ကောင်လိုက်တယ်အဲ့ကောင်ကင်မရာတက်တယ်သူကဖားတန်ကြားပြီဆိုလဲဒီကောင်စက်ရုပ်ဖားတွေငါအိမ်နားမှာလာချသွားတာဆိုအဲ့လောက်ထိယူကြောင်ဆိုတော့စာရန်ကောင်းမွေလို့ရတဲ့အချိန်တွေဖြစ်သွားပြီခန္ဓာပြတ်သွားပြီခန္ဓာဟိုဂျုံကြတာပြောနော်ပျက်စီးရဆိုဟုတ်လို့မဟုတ်ဘူးခန္ဓာစိတ်ပိုင်းဆိုင်ရာလုံးဝသူဆွဲလို့ရနေပြီထက်နစ်ပြီဆိုရင်ကိုဆိုဆိုင်သူ့ရဲ့ခွင်ထဲဝင်သွားပြီပေါ့ဆိုတော့အဲ့အချိန်မှာအဲ့လိုမျိုးပြတယ်နောက်တစ်ယောက်ကကြတော့အဲ့လိုမျိုးနှစ်ထပ်သုံးထပ်ဝတ်တဲ့အယူမကြီးဟာနင်သွားရေချိုးအဲ့မဲ့သူတို့လည်းအဲ့လိုပဲဟာမချိုးပါဘူးနင်ငါ့ကိုဘောင်းမီတစ်ထည့်ပေးမှချိုးမယ်တလားကဲတော့ချိုးဆိုမချိုးဘူးဘောင်းမီသာယူသွားတာလဲတယ်နော်နောက်ပြီးရင်ကိုထမင်းစားပြီဆိုလာပြီအချိန်လေးလည်းပြောမယ်ထမင်းစားပြီဆိုလာပြီနောက်တစ်ယောက်အဲ့လိုဘာလဲဆိုစားကန်နီးဆိုရင်လေငေါ့နည်းနည်းကြွေးဟာရမ်းစိတ်ဆိုးတယ်ဖခင်ကဘာပြလိုက်တာလဲနင်အိမ်မှာဘလောက်ထိ advantage ယူထားလဲနင်မိသားစုတွေပေါ်မှာနင်ဘလောက်ထိ15နှစ်နင်မူရစေဝါဆွဲတဲ့15နှစ်ကာလမှာမိသားစုတွေကအမှုတော်ဆောင်တွေသူတို့ပတ်စံလေးချွေတာနဲ့ရှာထားတဲ့အရာတွေကိုနင်ဘလောက်ထိဘလို့တကူကောင်းစံမူရစေဝါတုံးလိုက်ဘောကြောစားငါအရင်တုန်းကပေးထားတာလေငါအလုပ်တွေလုပ်တော့ကျွေးမွေးထားတာလေဆိုတော့မကောင်းတဲ့ဟိုမာနတစ်ခုနဲ့နင်လှုပ်ထားတာလေဆိုဖခင်ကပြတာဖြစ်တယ်အဲ့လိုတစ်စစ်ပြသွားတော့မတော်ငယ်အဲ့ချိန်မှာပေါ့အဲ့ဒါကိုပြတာအဲ့တော့ဝိညာဉ်တော်ဖခင်သခင်ပြတယ်ဆိုတဲ့အကြောင်းအိမ်လေးရောက်ကောနော်ဒါတော့ဖခင်ဟုတ်မဟုတ်မသိဘူးဒါပေမဲ့ဖခင်မှန်းတော့သိနေတယ်ဒါလောက်ထိပြတယ်သိသွားတယ်ဆိုတော့အိမ်ရောက်တော့ပြန်ပြောတာလေဒါပေမဲ့လွတ်မြောက်လားဆိုမလွတ်မြောက်ဘူးဘယ်မူးရစေးဝဘယ်ရက်မှဘယ်ယူထောင်ပုတ်ဖို့ဘယ်မူးရစေးပြက်စကားဘယ်မှမလွတ်ဘူးတကယ်ပြက်ချင်ယေရှုပဲအာမင်အာမင်အဲ့ဒါစိတ်ချရတယ်အဲ့ဆိုရင်အဲ့လိုဖြစ်တဲ့အချိန် sorry တခုလေးကြံခဲ့သေးတယ် Okay ပါပြောပါအဲ့ဒီရွာသားကြီးတွေရောက်လဲရောက်ကောအမအဲ့ဒီ3ချိန်ဆူတောင်းတယ်လေနော်ဆူတောင်းတော့နောက်ဆုံးမှအဲ့ရေချိုးနေနေဘာသချင်းလေးထွက်လာလဲဆိုတော့လေရှင်ဘရင်ချလာတော့တန်ရီလာတနေ့3ချိန်ဆူတောင်းနေစဉ်ခါတန်ရီလာကိုသိစေရန်ဝန်ကြီးများကကြံစီ၍အဲ့ချင်းလေးသိကြတယ် Sunday School သချင်းလေးအဲ့ဒါလေးထွက်လာကြတယ်အမသိလိုက်ပြီးငါဒီနေ့လွတ်မယ်နေဆိုတာလေကိုယုံနေတာနော်တကယ်လာခေါ်ရတာအင်ဟာအဲ့ဒါလေဝိညာဉ်တော်မသိသေးဘူးဒါပေမဲ့မရအဲ့တချင်းကထွက်လာတာအဲ့နေ့မှာပဲလာခေါ်ရတာမဟုတ်ဘုရားသခင်ဘလောက်ကောင်းမြတ်လဲအားကြောင့်မောင်နှမတို့ပြောတာဘုရားဆိုတာဘုရားเจ้าတစ်ခုတည်းမှာရှိတာမဟုတ်အယူတောင်ထဲမှာလည်းရှိတယ်ရေချိုးကန်းထဲမှာလည်းရှိတယ်နေရာတိုင်းမှာရှိတယ်ဘာဖြစ်လို့လဲဆိုတော့မမြင်ရပါဘူးအတူတူရှိတဲ့အေမာနွေလာအာမင်အာမင်နံဝိညာဉ်ဘုရားဖြစ်လို့ဖြစ်ပါတယ်အာမင်နေလို့အဲ့လိုကိုကကောင်းသွားပြီပေါ့နော်ခုနပြောအိမ်ကလာခေါ်ပြီးဆိုတော့ဒါပေမဲ့အဲ့လိုကိုနေတဲ့နေရာပြန်ရောက်သွားတဲ့အခါမှာဥမာမိသားစုကရောပတ်ဝန်းကျင်ရောကိုအဲ့လိုမျိုးအရင်လိုများပြန်လုံလာဆိုတော့ကြည်ခံရတွေပါတယ်ရှိလားအဲ့လိုမျိုးပေါ့နော်စောက်ကြည့်ခံအားကစားတော့အိမ်ကလူတွေကဟုတ်တယ်ဗျာဟုတ်တယ်
အိမ်ကလူတွေကကြာအရန်မြစ်တာအားကြီးတယ်ဘာလို့ဆိုတော့ယုံကြည်သူတော်မှသူတို့ကကြာတော့ born again ဖြစ်သွားတာ哦ဒီကတယောက်တည်းမဖြစ်သေးတာသူတို့မသိဘူးလေဆိုတော့အဲ့လိုမျိုးတော်သေးကျေးဇူးတော်ကြောင့်တို့ဆိုငရဲရသွားရအောင်ဆိုတော့အဲ့လိုပုတ်လင်းလင်းမဲနော်မောင်နှမတွေဆိုနော် Zoom နဲ့မှရှိတဲ့မောင်နှမတွေလည်းပုတ်လင်းလင်းမဲပြောမယ်ဆိုတော့မပွင့်မလင်းနဲ့ချုပ်ထားရင်ပြောချင်တာတွေပေါ်မလာတော့ဘူးလေနော်ဟမ်မဆောင်ခြင်းဘူးမတွင်ခဲ့ဘယ်တော့မှဟမ်မဆောင်လို့လည်းခဏခဏရောက်တာလေနော်ဆိုတော့အဲ့ဒီချိန်မှာဘာပြောလိုက်တာလဲအိမ်ပြန်ရောက်တဲ့ချိန်မှာမိသားစုတွေအရန်သူတို့ကလေနှစ်ချီအောင်ဆိုပေမဲ့သူတို့ကပထမအချိန်ဒီတော့ပတ်စံနေလိုက်ရှင်းပေးသေးတယ်သလားဟာနောက်ပိုင်းဘလူတွေချိန်တွေဖြစ်လာလဲဆိုလဲလို့လေအရန်ဆိုးတယ်နော်သလားအဖွားစီကလေအဲ့လိုလေတက်ပလက်တွေယူသွားတယ်ခဏပေးနော်တမိခဏလေးကြည့်ချင်လို့ပြီးသွားပြီးတော့ဖြောလိုက်ပြန်ပြီသလားရွှေဘူးတွေယူလာတယ်sorry ရွှေဘူးတော့မယူဘူးတော့မယူဘူးအဲ့လိုမျိုးပေါ့နော်ပတ်စံပဲဒါမဲ့တော့အပြင်လူမလုပ်ဘူးအိမ်ကအဖွားစီရပဲဘာလို့ဆိုငါအမေစာတန်းလေအဲ့အတွေးကိုရိုက်ထည့်ပေးတာနင့်အမေနင်လုတ်ပိုင်ခွင့်ရှိတယ်ဖယားကအဲ့လိုအာဓမလုတ်တာမကြိုက်ဘူးဖယားကအဲ့လိုအာဓမလုတ်တာလုံးဝမကြိုက်ဘူးသူစီကန်းနဲ့သူရှိရမယ်ဖယားသားသမီးဆိုတာလုံးဝအဲ့လိုမလုပ်အောင်ဆိုတော့မသိခဲ့လို့ကိုလှုပ်ကြွေးရမှာလေအဲ့လိုယူရမှာမဟုတ်ဘူးလေနော်ဆိုတော့အဲ့လိုယူနောက်ပိုင်းဘယ်လောက်ထိအောင်ဖြစ်လာလဲဆိုတော့မတ်တွင်ကဲကိုသူကဓမြအချိန်တွေထိပါစာတန်းကဆွဲခေါ်ချင်တာဘယ်လိုဓမြအချိန်တွေလဲဆိုတော့အဖွားထွက်သွားရောဒီမူရဲ့စီဝါ3ရင်ငါမနေချင်တော့ဘူးဆိုထွက်သွားတဲ့အချိန်မတ်တွင်ကလေငါ့ကိုအဲ့လိုထားခဲ့ရမလားမပေးချင်တဲ့ပစ္စည်းငါရအောင်လုတ်ပြမယ်ဆိုပြီးတော့အဲ့ဒီစိတ်ကဖယားကဘယ်နေရာမှာထည့်ထားတာလဲဆိုတော့လေမောင်နှမတို့ပန်းတိုင်မရောက်မချင်းရောက်အောင်သွားမယ်ဆိုရင်စိတ်ကိုထည့်ထားတဲ့အောင်စာတကတစ်ဖက်လက်နည်းနဲ့မကောင်းအောင်လုပ်ခိုင်းတာဖြစ်တယ်ဆိုတော့အမကနေပြီးတော့မရအောင်လုပ်မယ်ဆိုတော့ဘာလုပ်လဲဆိုတော့ဒီဘက်စီလင်နဲ့ဟိုဘက်စီလင်နဲ့ကတွန်းပြီးတော့ဝင်လို့ရတယ်အဲ့ဒါလည်းမတွေ့ကမသိဘူးအဲ့ချိန်မှာအမအဲ့ကိုစတီလင်ပေါ်တက်အမအတန်လှုပ်ပြီးဆိုတော့အောက်ကဦးလေးကလည်းတိနေပြီဆိုတော့တူတူလေးတက်ပြီးတော့စီလင်အမိုးကိုဖောက်ပြီးဟိုဘက်စီလင်ကိုကြော်ဝင်ပြီးတော့လေဆိုအောက်ခုန်ချလိုက်တော့လေဘာတန်လဲဆိုဘာမပါဘူးလို့ဒီအပေါ်မှာဘာတန်ချလဲမသိဘူးပေါ့သိလားပြီးလဲပြီးတော့အထဲကနေပြီးတော့သွားကြည့်အဖွားကလည်းအရန်ကိုလဲသွားပြီလေတော့တွေကုန်ခတ်တာသူတို့ကိုပဲအပေါ်တက်လိုက်အောက်တဲ့ပြောချင်တဲ့သဘောကဘာလဲဆိုတော့လေအခုထိတော့လက်ရာတွေရှိသေးတယ်အိမ်မှာလေလွန်ခဲ့တဲ့9နှစ်ကဆိုတိတ်မကြသေးဘူးလက်ဆက်ပဲလက်ဆက်နော်ဖျားခင်ကျေးဇူးတော့ဘယ်လောက်လုံလောက်လဲဒီအချိန်မှာဒီလိုစင်ပေါ်တက်ရတာဘုရားကျေးဇူးတော့ yes hallelujah နင်းနော်အခွင့်အရေးမဟုတ်ဘူးအားကြောင့်မတွေ့ကြရလေဘယ်တော့မှ proud မဖြစ်ကိုဘာလဲကိုသိသွားလို့လေကိုဘာလဲကိုမသိတဲ့လူတွေဘုရားသိအောင်လုပ်လိမ့်မယ်အဲ့တော့မြန်သိနော်မြန်သိပါဖယားရဲ့ဂျေဇူးတော်ဆိုတော့ဝန်ခံတဲ့သူကိုပဲဖယားကမြန်ပို့ပါရွာသားကြီးတော့မဟုတ်ပန်းတိုင်အဲ့လိုမျိုးဆရာအဲ့ရွာသားကြီးနဲ့တွားတဲ့အကြောင်းအရာလေးတွေကျွန်တော်အဲ့လိုမျိုးတွေ့ဘူးတယ်ဘေးနာအိမ်ရပေါ့တော့ဒါပေမဲ့မတွေ့ကြတဲ့ခိုင်နေမှာကျွန်တော်ပြန်မြင်တာလေအဲ့လူတယောက်ကအဲ့လိုပဲ तू ကအရန်အဲ့လိုတောက်တာများပြီ तू ကြတောက်တာတခုနဲ့များပြီးမှညတို့អော်ပြီးရက်ွက်ထဲမှာရှိတဲ့လူနာမည်အကုန်អော်ဒီမှာရှိတဲ့တယောက်ချင်းစီတည်လေ तू ကဥမာအဲ့လူနာမည်တိုက်မှာတည်သွားပြီဆိုပြီးမှအဲ့လိုអော်တာအဲ့နောက်ပြီးသူ့နောက်မနက်မှာသွားပို့လိုက်တာလေဘယ်လိုဖြစ်လဲသလားပို့တဲ့လူတွေကအိမ်ပြန်မရောက်ခင် तू တက္ကစီငါးပြီးအိမ်ပြန်ရောက်လာတယ်အရန်ဟိုပါပေါ့နော်လှုပ်ချင်လို့ဒီလိုမျိုးမွေးစေးထဲမှာတချို့ကြကုနာမထွင်ခဲ့ပြောလှုပ်ချင်လို့လှုပ်တာမဟုတ်ဘဲနဲ့အဲ့ဒီစာတန်ဆိုတဲ့နတ်ဆိုးကကိုယ်တွေးဆောင်တယ်လို့ဖြစ်နေတာလေအဲ့ထဲမှာကိုကရောက်သွားတဲ့ခါမှာလှုပ်မိလို့ဒါတကယ်ဆိုရင်တော့ဟိုတနာစရာကောင်းတဲ့လူဖြစ်တယ်အဲ့လိုမွေးရဲ့ချီချူကြောင့်ကျွန်တော်တို့တငယ်ချင်းတွေထဲမှာရှိရင်လည်းသူတို့အတွက်ဆုတောင်းပေးသူတို့ကတကယ်ပဲတနာစရာအရင်ကောင်းတာလှုပ်ချင်လို့တော့မဟုတ်ဘူးတခါလေးမှအကြောင်းအရာတစ်ခုကြောင့်သွားစမိလိုက်ရင်အဲ့ထဲကတော့ထွက်လို့မရတော့တာသူတို့ထွက်လို့ရအောင်ကျွန်တော်ဘက်ကတာဝန်ရှိတဲ့အရာကဆုတောင်းပေးလို့ရတယ်ကျွန်တော်ပြောတယ်လေကယ်တင်ခြင်းဆိုတာကအစားလုပ်ပေးလို့မရဘူးသူကယ်တင်ခြင်းရဖို့ကျွန်တော်ကသူ့အစားတော့လုပ်ပေးလို့ဒါပေမဲ့ဆုတောင်းပေးလို့ရတယ်ဒီလိုမျိုးလူတွေလွတ်မြောက်ဖို့ရန်အတွက်ကျွန်တော်တို့ကဆုတောင်းပေးဖို့ဒီမှာရှိတဲ့ညီကောင်မရောက်စီမှာတာဝန်ရှိတယ်ကျွန်တော်တို့မှာတာဝန်ရှိတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်အနေငယ်ထိပ်မှာပြောချင်တယ်ဆရာမရီဘက်ကာကဗာများထက်မှမေးချင်တယ်အမအိမ်ပြန်ရောက်သွားတဲ့အချိန်ပေါ့နော်အမအိမ်ပြန်ရောက်သွားတဲ့အချိန်မှာအမပုံမှန်တိုင်းပဲမပြန် run နေမှာပေါ့နော်အဲ့ချိန်မှာဖျားတန်ဘယ်လိုမျိုးကြားခဲ့လဲပြန်ရောက်တာနဲ့
အဲ့ဒီစေးရောင်းတဲ့သူစီတန်းရောက်သွားတာနောက်ပိုင်းဘယ်လောက်ထိအချိန်နေဆိုးလာလဲဆိုတော့ဟို yes can နေမှာလေ yes can နေမှာမျိုးလေးလို့ရင်ပြောမထွက်တော့ဘူးလေ okay sorry ဟိုနည်းနည်းချစ်ပါokay တွေးရင်လည်းဟုတ်တယ်အဲ့တော့ yes can နေမှာပေါ့နော်ဟိုဓာတ်ပုံတင်ထားတဲ့မူရစီဝါရောင်းတဲ့သူပေါ့နော်သူနဲ့တော့ရီးစားဖြစ်လိုက်သေးတယ်ဆိုတော့ဘာဖြစ်လို့လဲစာတန်ကဒါကြောင့်လေ main ကလေးတွေမူရစီဝါသူဘာလို့ပြတ်သွားလဲတဲ့လားဘာလို့ပြတ်သွားတာလဲဆိုတော့သူကမူရစီဝါကိုလိုချင်တာလေလိုချင်တဲ့အခါကျတော့သူကဟိုအဲ့လိုပေးနိုင်တဲ့သူတွေနဲ့သွားပြီးတော့ရီးစားလုပ်တယ်သွားပြီးတော့ခင်တယ်သွားပြီးတော့ဟွာဖြစ်တယ်ဒါပေမဲ့အမကတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အမမှာရီးစားရှိတယ်အဲ့တော့ဘောနော်ဒါယောက်ျားနဲ့ကွဲပြီးနောက်ပိုင်းဖြစ်တဲ့ဟာတွေပြောပြနေတာနော်ဒါတော်တော်ပြောလိုက်ပြီထင်တယ်အမရီးစားရှိဒါပေမဲ့သူကလည်းတငယ်ချင်းဒါပေမဲ့နှစ်ချီအောင်သူ့ဆရာပဲအဲ့လိုမျိုးတုံးခဲ့တာတုံးရင်းထဲမှာသူကတရက်မှဖွင့်ပြောလာတဲ့အချိန်မှာစာတန်ကလည်းအမပေါင်းတဲ့လူတွေမယုံကြည်သူတွေပဲဆိုတော့သူကညစ်ညူးအောင်စာတန်ကလုံပါလေအမရဲ့ပင်ကိုဇရိုက်နဲ့ပင်ကိုအကျင့်ကအရန်မကောင်းတာမကြိုက်ဘူးတယောက်ဆိုတယောက်ပတောက်ဆိုပတောက်ကြိုက်တယ်ဆိုတော့ကိုရွေးချယ်လိုက်တဲ့လူကဖျားသားသမီးမဟုတ်ဘဲနဲ့စာတန်ချုပ်ကင်ပြီးတော့မတခုပြောပြခြင်းနဲ့မယုံကြည်သူပြောလို့ရလားမယုံကြည်သူဓာတ်ရဲ့နောက်မှာစာတန်ရှိတယ်သူက remote control ကင်ထားတာပြုံးဆိုပြုံးနေတာခွင်ကြပြီဆိုတော့နှိပ်ထလိုက်တာလှုပ်တော့ဆိုတော့အဲ့ဒါကြောင့်ဖခင်ကမယုံကြည်သူတွေနဲ့ကိုလုံးဝမပေါင်းခိုင်းတာလုံးဝတဘိုးမညီတောင်မထမ်းခိုင်းတာဆိုတော့အမကိုမွေးရစေဝါအမအဲ့ဒီရွာသားကြီးရောက်တော့ဒီသူကနေမွေးရစေဝါဒီရွာသားကြီးပို့မယ်ဆိုရင်ပေါ့တက်လားနေကကာဖလုတ်ပေးမယ်တက်လားနေကထိမ့်သိမ့်ပေးမယ်သူကလည်းအဲ့လိုမျိုးဆိုတော့โอเคအာကူရှာနေတကယ်ဟုတ်တယ်ထင်ပြီးတော့သူ့ကိုကြိုက်ပြီးပထမတော့ဟုတ်တယ်တကယ်မလေးตาရတာနောက်ပိုင်းကျတော့ဖလာတာတွေချပါတီတွေအာလူပူဒီအကုန်ကျွေးတဲ့အခါကျတော့အမအဲ့ချိန်မှာချစ်မိသွားပြီလေဟုတ်လေချစ်မိတယ်ဆိုတာအချစ်ကြီးနော်ပူလောင်နေဖျားသားသမီးမဟုတ်ဘူးပူလောင်နေကိုကဘာကိုသွားချစ်တာလဲဆိုတော့သူငါ့ကိုပေးနိုင်တယ်သူငါ့ကိုကာဗာလုပ်ပေးနိုင်တယ်အဲ့အမားကြီးတွေမြင်ပြီးတော့ထင်ကြီးတာသိလားအထင်ကြီးမှုအဲ့အထင်ကြီးအောင်လဲစားတယ်လှုပ်တတ်တယ်နော်ဆိုအဲ့ဒါကိုမြင်သွားပြီးတဲ့အခါမှတွင်ကငါ့ဒီလောက်တောင်ချက်ပါတီကျွေးနေမှာတော့ငါလုံးဝမဖြစ်တော့ဘူးဆိုပြီးတော့ခုနကယောက်ျားလေးတောင်ရှက်နေပြီလား propose လုပ်ထားတယ်ဆေးရောင်းတဲ့သူရင်သွားဖွင့်ချင်တာစာရန်ကနောက်တစ်ဆင့်ထပ်ပို့လိုက်တာဘာကြောင့်လဲသိလားဖခင်သားသမီးကတန့်ရှင်းတယ်လေညစ်ညူးအောင်ဆွဲချတာညစ်ညူးအောင်ဆိုတော့ငါမဟုတ်တော့ဆိုအဲ့အတွက်လည်းဟုတ်နေတာအဲ့တမှာလုံးဝသလားဆိုတော့အမကဘယ်လောက်ဖြစ်သွားလဲရီစာ2ယောက်ဖြစ်သွားဆိုတော့ဒါအမှန်တိုင်းပဲမောင်နှမတို့နောက်ဒါခိတ်ဆုံးပြောပြတာဘဝမှာဆိုတော့ဒါကြုံခဲ့တဲ့ဟာတွေလေဒါမူရစေဝါသမတိုင်းဖြစ်တယ်နော်ဆိုတော့အဲ့မှာဖြစ်သွားပြီးတော့သူကဓာရီရောင်းတာဆိုတော့အချိန်မပေးနိုင်ဘူးလေသူအမနိုင်အောက်ထွက်ချင်တော့ပဲဆိုတော့ငါရင်ဖွင့်ပဲနောက်တစ်ယောက်လိုနေပြီတက်လားတကယ်အထင်ကြီးပြီးဆွဲလဲနဲ့တစ်ယောက်ကချက်ပါတီကျွေးတယ်ဆိုတော့ဒီမှာတစ်ယောက်ကကြတော့ဒါကဘာပဲဖြစ်ဒါအဖော်ပေါ့ရင်ဖွင့်ပါဒါပေမဲ့ငါ့ကိုအချိန်ပေးနိုင်မဲ့သူတယောက်လိုပဲပြီးတော့စာတန်ကလည်းနောက်တစ်ယောက်ထပ်ပို့လိုက်ပြန်ဆိုတော့3ယောက်ဆိုတော့အဲ့ဒီမှာဘလို့ဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့လေရှင်လာဆိုကိုရောရှင်နေအဲ့လိုမျိုးမယုံကြည်သူတွေနဲ့ပတ်သက်လိုက်ရင်မောင်နှမတို့ရဲ့ဝိညာဉ်ထဲမှာ unclean spirit ဆိုဝင်သွားတယ် wow that's true မေထုံနဲ့ပတ်သက်တဲ့မကောင်းတဲ့ဝိညာဉ်ဆိုဝင်တယ်ဘာလို့လဲ
အဲ့ဒီပထမတယောက်ဝိညာဉ်ဆိုးလဲဝင်တယ်ဒုတိယတယောက်ဝိညာဉ်ဆိုးလဲဝင်တတိယတယောက်နဲ့ဝိညာဉ်ဆိုးတွေမကဘူးသူတို့ပတ်သက်ထားတဲ့မိန်းမတွေရဲ့ဝိညာဉ်ဆိုးတွေပါဝင်တာဒါကြောင့်အဲ့ဒီ sex လုပ်တယ်ဆိုတဲ့အရာကိုပေါ့တေးသေးမတွေးကြဘူးအရန်အဲ့ထဲမှာစာတန်ကလေဘာဖြစ်လို့လဲအကောင်များလာလေနှောက်ရှက်လို့ရလေပဲဒီဟာနေတဲ့နယ်ပယ်ထဲမှာဖခင်ကထဲ့ချင်တာဖခင်ကသူ spirit တွေနဲ့ဖြည့်ချင်တာမဟုတ်ဘူးလားဒါမဲ့မတ်တွင်ငယ်တို့ကဒီမကောင်းတဲ့နယ်ပယ်ထဲမှာဘာကြောင့်ဝင်သွားလဲဆိုတာကိုရှင်းရှင်းလင်းလင်းဂိတ်ဆုံးပြောပြတာနော်အဲ့ဒါတွေနဲ့ထဲ့တဲ့အခါမှာဝိညာဉ်ဆိုးတွေဝင်ပြီးတော့မူရစေးဝါးတွေတုံးပြီးပြီဆိုရင်လေဘာတွေဖြစ်လာလဲသိလားဒါကျေးဇူးတော်ရန်ခံစားတယ်မောင်နှမတို့ကလေ level မြင့်လို့လားမသိဘူးဒီလိုမျိုးနည်းနည်းလေးတေချာမပြောပြဘူး The city မှာလည်းညီမသိတယ်နော်ဒီ spirit level နဲ့ပတ်သက်လို့အမသိမပြောပြဘူးဒီလိုပဲတနားရီလောက်ဆိုတော့မြင်ပြောသွားတာပဲရှိရပါတော့ဆိုတော့ဘာတွေဖြစ်လာလဲဆိုတော့ဒီဟာတွေလုတ်ပြီးသွားရင်ဘာလဲသလားအဲ့လိုလေအဲ့ဒီအတန်တွေထွက်လာတာသူတို့ရဲ့လုတ်ရပုံစံတိုင်းဖြစ်လာတာရည်တန်းအစတူလာတာအဲ့လိုမျိုးအဲ့သူ spirit ဝင်ခြင်းပြီဆိုရင်အဲ့ပေါ်မှာကြမ်းတမ်းတဲ့ဒီဟိုဘောနော်ရိုက်တက်တဲ့ကောင်ပေါ့အဲ့ကောင်ရဲ့ spirit ဝင်ခြင်းပြီဆိုရင် तू ကလေသူ့ရဲ့ action နဲ့သူ့ရဲ့ပုံစံနဲ့အတန်မှာထွက်လာတာဆိုတော့အဲ့ဒါပေါ်သေးသေးမဟုတ်ဘူးအဲ့ဒါရမ်းကြောက်စရာကောင်းတယ်လို့နော်ဒါပေမဲ့ဘုရားခင်ဂျေဇုတော်အကြောင်းပြန်ပြောမယ်နော်ဒါတွေမကောင်းတဲ့နယ်ပယ်မှာအဆုံးထိသွားရတဲ့ဟာမောင်နှမတို့ပြောပြတာပါဒါကြောင့်မောင်နှမတို့ကဒီအုံနောက်တစ်ခုတည်းမဟုတ်ဘူးအာယုံနေရှိသေးတယ်ဘုရားသခင်စကားပြောခြင်းနဲ့အဝေးဆုံးကနေကြားလို့ရတဲ့အတွင်းဆုံးအနည်းဆုံးထိလာပါဆိုတာလေဘုရားကလေမောင်နှမတို့ရဲ့အာယုံအယံကောင်းလို့ဟာလေလုယာနော်အိမ်မှာမဖရားရဲ့အတန်ပေါ့နော်အမညီမကြာဘူးအမကြောင်ကြားခဲ့ပြီပေါ့နော်တဲ့ဆိုဟိုမတရှင်းဆိုခဲ့ပြီလေဒါဝေခေါ်လူငယ်လေးဟာအဲ့ရဟာနဲ့ပတ်သက်ပြီးတော့မဘယ်လိုမျိုးကြားခဲ့ရလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးနည်းနည်းဆက်ပြောပြပါအဲ့မှာစတင်ပြီးတော့အမအတန်ကြီးရမ်းကြတဲ့ဒီလီးဖြတ်တာတွေများလာတဲ့အခါကျတော့ဘုရားဟိုနေ့အမပြောသူဒူးထောက်ဆူတောင်းလိုက်တယ် surrender လုပ်လိုက်တဲ့အချိန်မှာမှဝိညာဉ်တော်ကစတင်လှုပ်လာတာအဲ့ခါကျမှဝိညာဉ်တော်ဆိုတာကိုစသိတာဝိညာဉ်တော်ကသူ့ကိုယ်သူမိတ်ဆက်တာဘယ်လိုမိတ်ဆက်လဲဆိုတော့အဲ့လိုမျိုးပေါ့နော်သွားပြီဆို तू ကပထမအဆင့်နေနဲ့မူရစေဝါးတွေဟိုသွားဝယ်တယ်ဆိုရင် तू ကအဲ့လိုမရတော့တာတို့သွားဝယ်နေကြစိုက်ကယ်ကကိုမြင်ပြီးအလွတ်တောင်မှမရက်ပေးတော့တာတို့ဆိုအဲ့လိုမျိုးတွေဖြစ်လာတာနောက်ပြီးတော့အဲ့ချိန်မှာဝိညာဉ်တော်ကနေပြီးတော့ဟိုပါပေါ့နော်ဒီနှုတ်ကပတ်တော်တွေစဖတ်လာတာပေါ့အမကနှုတ်ကပတ်တော်နေ့တိုင်းအဲ့တော့နှုတ်ကပတ်တော်ဆိုကျမ်းစာမဖတ်ပါဘူးဟိုပါလေနေ့စဉ်ခွန်အားတနေ့ကိုတမျက်နှာပဲဖတ်တယ်ဒါပေမဲ့နေ့စဉ်ခွန်အားဆိုလို့အထင်မသေးနဲ့နော်တကယ်ကိုနေ့တိုင်းမှာဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပြီဆိုတကိုးကိုပါတာဖခင်ရဲ့နှုတ်ကပတ်တော်တကြောင်ဆိုတာလေလုံးဝအမလိုဖြစ်နေတဲ့ဘဝအတွက်အားစိတ်တစ်ခွက်အကြီးကြီးမောင်နှမတို့အတွက်သာပေါ်ရှံနေတာမတွင်ကဲလို့6ခန်းနေတဲ့အသက်တာနဲ့ဝိညာဉ်ဆိုးနှက်ဆိုးတွေဖိစီးခြင်းခံစားတဲ့လူတွေအသက်တာအတွက်အဲ့နှုတ်ကပတ်တော်တကြောင်ကအမအတွက်ကလုံးဝအားကိုးရကြီးဟိုမူရစီဝါလည်းမလွတ်မြောက်နေနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာမစိုးရိမ်နဲ့ဆိုတဲ့စကားတခွန်းအဲ့လိုမျိုးတွေဘုရားနှုတ်ကပတ်တော်ကခွန်အားဖြစ်လာနှဆိုးတန်တွေကအဲ့နှုတ်ကပတ်တော်ဖတ်တာနဲ့မကြားတော့ဘူးဟာလေလုယာဒီဘုရားရဲ့စကားတခွန်းဝင်တာနဲ့နှဆိုးတွေငြိမ်ရတယ်အာမင်ဒါတောင်မှနော်ဒီတဲကိုဖတ်လိုက်ရုံပဲနော်အဲ့လိုမျိုးယုံကြည်ဆွဲလန်းတာတွေပါမရှိဘူးဒါပေမဲ့အားတော့ကိုးတာပေါ့အားကိုးနဲ့တဖြည်းဖြည်းနဲ့အဲ့လိုမျိုးပေါ့နော်ယေရှုနာမတွေပါတွေတော့မသိသေးပါဘူးအဲ့နှုတ်ဘက်တော်ကငြိမ်လာတယ်ပြီးတော့10လုံးကနေ9လုံးအဲ့လိုမျိုးယော့သွားတယ်စေသုံးတာတွေကယော့ပြီးတော့လုံးဝမလုတ်ချင်တော့တဲ့အချိန်မှာအဲ့အခန်းထဲမှာအမကမီးပိတ်ထားပါတော့အမောင်ခန်းထဲမှာအဲ့အချိန်မှာအလင်းရောင်လိုမျိုးဟာတစ်ခုကနေပြီးတော့အမရဲ့ဗီဒီယိုပေါ်မှာညီမလေးလည်းကြားဘူးမှာပေါ့နော်အဲ့ဗီဒီယိုပေါ်မှာပြတယ်ကလစ်နဲ့ဆိုတော့အမဝိညာဉ်တော်ဆိုတာကိုစပြီးသိပြီးဘာကြောင့်သိလဲဆိုတော့အမဂျားထဲမှာလည်းအများကြီးပဲနည်းနည်းရှည်သွားမှာဆိုလို့မပြောတော့ဘူးနှုတ်ကပတ်တော်တွေဖုန်တက်နေတဲ့နှုတ်ကပတ်တော်တွေအမကိုထိုးပြတယ်ပြတော့မှသွားကြည့်ပြီးတော့အော်ဒါငါ့ကိုပြတဲ့နှုတ်ကပတ်တော်တွေပဲဖုန်တက်နေလို့ရွှေ့ခိုင်းတာထင်လို့အမဒီတိုင်းပဲဖုန်လေးတုပ်ပြီးအမရဲ့ကတင်ရှိမှပြန်ရွှေ့တယ်ဆိုတော့ဒီလောက်ပဲသိတာဖခင်ရဲ့အကြံအစီကလေ plan ကြိုဆွဲထားတာမတွင်ကလူတွေကလေဓာပြဓာပဲသိတာဖခင်ကအရှိတွေးစေခြင်းနဲ့ဖခင်ဖြစ်တယ်သူ plan ကအရန်မြင့်လွန်းနေအရန်ကိုကောင်းလွန်းတာဆိုတော့မတွင်ကအဲ့နှုတ်ကပတ်တော်ဘာလဲဆိုခုနကဟိုနေ့ကပြောသလိုမျိုးဘ
ဖိလိတိ53ငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖြစ်ဆိုတဲ့တပိုက်နောက်တော့မာနသည်ပျက်စီးခြင်းရင်ဆိုတဲ့တပိုက်နောက်တစ်ပိုက်ကကြတော့အလိုတော်သို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်းသည်နားထောင်ခြင်းသည်တိုးထီးစီဥထက်သာ၍ကောင်းသည်ညင်းဆန်သောသဘောသည်နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်းခိုင်မာသောသဘောသည်ဗေဒင်တစားသုံးခြင်းကဲ့သို့၎င်းဖြစ်ကြီးတယ်ဆိုတဲ့နှုတ်ကပတ်တော်အဲ့ဒါဘာပြောချင်တာလဲဆိုတော့အဲ့ကြမှာမတ်တွင်ကအဲ့မှာအဲ့လိုတွေပြတော့အခန်းဂဒေရှိမှထားလဲထားပြီးရောတရက်မှာပေါ့နော်အော်နောက်တစ်ခုပြောမယ်မူရစီဝါသွားဝယ်နေတော့မှလုံးဝအဲ့မတ်သွားနေကြစိုက်ကရီမရက်တော့ဟာငါဝင်းညင်းတော့ဘာပြောချင်လဲမသိဘူးဆိုတော့အစင်ရောက်လာပြီနည်းနည်းတော့နော်အဲ့အချိန်မှာအမရှာတော်သူတွေ့တယ်ဆိုတကယ်ပဲအမဝင်းညင်းတော့ဘာပြနေလဲမသိဘူးကြာရင်းနဲ့မှကားတစ်စီးကအမရှိကနေဖြတ်သွားရင်းနဲ့အဲ့ဒီကားနောက်မှာဘာရေးထားလဲဆိုတော့နေ့ရဲ့တန်ဖိုးသူတစ်ပါးနဲ့သွားမနိုင်ရှင်ပါနဲ့တဲ့အင်္ဂလိပ်လိုရေးထားတာဆိုတော့အမရဲ့တန်ဖိုးဆိုတော့ဖယားသခင်သတ်မှတ်ထားတဲ့တန်ဖိုးဟာအယမ်းမြင့်နေဆိုရဲပြောချင်တာမူရစေဝါသမားတွေစီမှာကျင်လည်ရမှာမဟုတ်ဘူးအမဘယ်လောက်ထိအချိန်နေဆိုးသွားလဲဆိုတော့ဘသူမှဝယ်မပေးတော့ကန်းနာတယောက်ထက်သွားဝယ်တာဒါအားလုံးလွတ်မြောက်မယ်ဆိုတန်တယ်လေရှက်လည်းမရှက်ဘူး it's not me အဲ့ဒါအတူကြီးစာတန်လောက်ထားလို့ဖြစ်သွားတာဆိုတော့အမအဲ့လိုမျိုးပြောတဲ့အခါမှာအမကဟာမျက်ရည်တောင်ကျတယ်အဲ့စာကြောင်းပြဖို့အတွက်ကိုစိုက်ကယ်တွေကိုဖျားတားထားတာနော်ဘယ်လောက်ထိမြင့်မြတ်တယ်ဖျားလဲရှော့မတွက်နဲ့ဒီကားတွေကိုလဲလေဘယ်လောက်ထိပြေးနေတဲ့ကားဖြစ်ဖြစ် तू ရက်ဆိုရက်ရတာပဲဆိုတော့အဲ့အချိန်မှာအဲ့စာတန်တန်းပြကျင်တာနဲ့အမကိုလေတောင်လျှောက်ခိုင်းမြောက်လျှောက်ခိုင်းဝင်ကျင်တော်ကလေလှုပ်ခိုင်းပြီးတော့မှအဲ့စာတန်ကိုပြလိုက်တယ်မလေးပြီးတော့မှစိုက်ကယ်ရက်တာအဲ့နဲ့စိုက်ကယ်နောက်မှာကိုရောမျက်ရည်တွေကျပြီရဲစိတ်မကောင်းကိုရောတမီးကိုရမ်းတန်ဖိုးထားအဲ့အချိန်မှာမတ်တွင်ကလူတွေကပြောနေကြပြီလေညတကောင်ကြီးထွက်သွားတယ်ဆိုဘာပြောမလဲညတိုင်းလို့ဟာအပြက်တယ်မလားဟာပတ်စံနေချီးတယ်ဟာအယူတောင်လေးရောက်တယ်အမျိုးစုံပြောတော့အဲ့ဒီစာတန်ရဲ့ထိုးချခြင်းဆွဆွဲခြင်းဆွဲချခြင်းတွေရဲ့အဲမှာမတ်တွင်ကအစိတ်တက်နေတာစိတ်တက်ကြပြီးတော့ကိုကအဲ့လိုမျိုးဖြစ်နေတာအဲ့တော့ဘုရားသခင်ပြန်ပြောတယ်မဟုတ်ဘူးနင်ကတန်ဖိုးရှိတဲ့သူနင်တန်ဖိုးနင်ဘလောက်ထင်နေလို့နင်ကသူတို့နဲ့သွားပတ်သက်နေတာလေဆိုတဲ့အတိကိုထည့်ပေးလိုက်တာဒါပေမဲ့မတို့ကဘာဝန်ခံလိုက်လဲကိုတော့တမိတနေ့ဖြတ်မယ်အဲ့ဒီဝန်ခံခြင်းကအင်မတန်မှအရေးကြီးတာဖြစ်တယ်မောင်နှမတို့မပြတ်သေးဘူးဒါပေမဲ့ငါပြတ်မယ်ဆိုတဲ့ဝန်ခံခြင်းနဲ့ကြွေးကြော်ခြင်းကိုဘုရားကအလုံးလုံးမှာဖြစ်တယ်အာမင်ဆိုတော့အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့နောက်ညီမနောက်ဆုံးမိကုန်ပေါ့နော်ဆိုတော့အမခရစ်တော်ကိုရပြီးသွားတဲ့ခါမှာလုံးဝပြောင်းလဲသွားတဲ့ခါမှာပေါ့နော်အဲ့ဒီမူကြီးစေဝါနဲ့ပတ်သက်တဲ့အနံ့ရတာတွေကစဘယ်လိုမျိုးအမဘယ်လိုမျိုးဖြစ်သွားခရစ်တော်ရပြီးသွားတဲ့ပြောင်းလဲခြင်းပေါ့ခဏလေးဟုတ်တယ်အဲ့လိုမျိုးတွေဖြစ်ပြီးတော့အတ္တိအရာတွေကိုမတကယ်ကဟိုဘုရားသခင်ကျမ်းပိုက်တွေကတ်ခိုင်းတာတော့တရက်မှာသူ့ရဲ့ time ကရောက်လာပြီအဲ့နှုတ်ကပတ်တော်မတကယ်ဖတ်လိုက်တဲ့အချိန်မှာဗာလဲဆိုတော့အလိုတော်သူလိုက်ချင်းသည်ဆိုဟာငါကဖခင်ရဲ့အလိုတော်လိုက်ချင်းဟာရင်မျိုးထက်တာ၍ကောင်းတဲ့နားထောင်ခြင်းကတိုးတိဆိုနားမထောင်ခြင်းကနတ်ဆိုးနဲ့ပေါင်းတာတဲ့ဖခင်စကားကိုနားမထောင်ခြင်းကစာတန်စကားကိုနားထောင်တာနဲ့အတူတူပဲတဲ့ပြီးတော့ညင်းဆန်သောသဘောဒီဘေးတင်တစားဆိုတာအရန်အပြစ်ကြီးတယ်ငငယ်တွေကတင်ထားလို့သိတယ်ဆိုတော့အဲ့လောက်အပြစ်ကြီးတဲ့အရောက်သမီးမလှုပ်ချင်တော့ကိုတော့ဆိုပြီးဆုံးဖြတ်လိုက်တာဆုံးဖြတ်ချက်အရန်ရေးကြီးတယ်ဆုံးဖြတ်လိုက်တဲ့အချိန်မှာကိုတော့မေးတယ်နေဘာပေါ့နော်စိတ်ထဲမှာဆုံးဖြတ်လိုက်တာ3ချိန်ထပ်လုပ်မယ်ကို3ချိန်လုပ်ပြီးဖြတ်မယ်လို့ decision ချတယ်ဖယားနဲ့အဲ့လို decision ချကြည့်အဲ့ဒီ3ချိန်မှာပေးလို့တယ်အနားမှာအတူတူရှိပေးတယ်အားနာတာလေငါဒီလောက်အမြင့်ဆုံးတော့ဖယားငါနားမှာရှိတာငါအားနာလိုက်တာဘာလို့ဆိုကိုစေးလုပ်ပြီဆိုရင်လေအဲ့မှာယုံကြည်သူတွေသူလွတ်ပြီမိသားစုတွေကနေပြီးတော့အဲ့လိုအပြင်အမအခန်းပြန်နေပြီးတော့လေနည်းနည်းများလာပြီဆိုဟာအဲ့ဒီမှာဝิญဉ်တော်လှုပ်နေပြီဆိုပျော်တာလေငါဘက်မှာတက်လုံးရက်တည်မဲ့လို့မရှိတာဖယားကရှိနေပြီလေဆိုတော့ပျော်လာတာဆိုတော့အဲ့ဒီချိန်မှာမတ်တွင်ကလေအဲ့ဒီအတန်ကြီးအရန်ကြားလိုက်တရက်မှာဘာလို့မတ်တွင်ငယ်တို့ဖန်ဆင်းကြတဲ့မတ်တွင်ငယ်တို့ဖြစ်ချင်းကဖယားသားသမီးလေဒီမကောင်းတဲ့အရာတွေလူသေးလို့နေဖို့မှမဟုတ်တာဒီဟာတွေလှုပ်ပြီးရင်ခန္ဓာစိတ်ဝိညာဉ်အချုပ်ခံထားရတာလေဆိုတော့အဲ့ဒီချိန်မတ်တွင်ကငါလုံးဝမဟုတ်ဘူးဆိုပြီးတော့မတက်ထားလိုက်တယ်ထားပြီးတော့လေငါ့ကိုသူကလေဘယ်လောက်ထိအောင်စာတန်ကလှုပ်လာလဲဆိုတော့ဖယားနဲ့တောင်သူကနှိုင်းပြီးပြောလာတာငါ့ကိုကြိုက်တာနဲ့ပြောငါဖယားတော့လာမထီးနဲ့ဆိုတဲ့ဟာမျိုးဖြစ်လာတာ
ဖြစ်လာဘာလို့မတွင်ကနောက်ပိုင်းအားကိုးကြပြီအဲ့ဖရားတက်ပုံလေးတခုတော့ရှိအဲ့ဒါကိုသွားနန်းတာခြေထောက်ကလေးကိုငါဖရားကိုငါလာမပြောနဲ့ဆိုပြီးအဲ့လိုမျိုးထပြီးတော့မတွင်ခုနကျမ်းပိုက်3ခုဖရားသခင်ပြင်ဆင်ပေးထားတဲ့ကျမ်းပိုက်ကိုသွားပြီးလက်မျိုးထိုးပြီးအမအားကိုးတာငါကိုခွန်အားနဲ့ပြည့်စုံစေတော့မတော့ခရစ်တော်အားဖြင့်ခတ်သိမ်းတော်မူတော့ငါတက်ဆွဲနိုင်တယ်ဆိုတဲ့အရာကြီးကိုဒါငါအတွက်ဖြစ်တယ်ငါအခုအတန်ကြားနေရတယ်ငါ့ကိုနှဆိုးနှိမ့်ဆက်နေတဲ့အရာတွေယေရှုအားဖြင့်ငါတက်နိုင်တယ်ဆိုပြီးတော့အမကြွေးကြော်ပြီးတော့လေအမရေချိုးခန်းနဲ့သွားတာရေချိုးခန်းနဲ့လည်းရောက်ကိုအဲ့ဒီမှာလေအာရပါရဆဲဆိုရာညင်ညူရာအဲ့တန်လေးကလေတနာစရာတော့ကောင်းတယ်အဲ့မှာရေခွက်ကိုစတားကင်လိုက်တဲ့အချိန်မှာ Do you love me wow အတန်တော်ကြီးကလုံးဝရှင်းရှင်းကြားလိုက်ပြီ Yes Lord အမဖယားနဲ့ဆက်သွယ်ရှိနေတော့အကုန်သိနေပြီ Do you love me Yes Lord အမ Yes Lord အဲ့လိုလေးကြွက်ကလေးလိုပဲအဲ့တော့ဘာထပ်ပြောလဲဆို Whatever I said to you you have to say yes ဘာပြောလုပ်ပါတဲ့ Yes Lord အဲ့ဆိုလိုက်ပြောတယ် I won't do it again anymore လို့3ချိန်ပြောပြီးတယ် I won't do it again anymore နှုတ်ကနေဝင်ခံမဖရားအလုပ်လုပ်လို့ရတာအားကြောင့်တချင်းနေဆိုရင်လည်းလေပါဇက်နဲ့မဆိုနဲ့ယုံကြည်ခြင်းနဲ့ကြွေးကြော်တဲ့အတိုင်းဖရားလုပ်ပေးမယ်ဆိုအမတက်တယ်အားကြောင့်အမတွေ့ခဲ့ဖြစ်အခုပြောင်းလဲပြီးခဲ့တဲ့တစ်ခုဘာကြောင့်ဖြစ်လာတာလဲအမြင့်ဆုံးသောချီးမြှောက်မိငါ့အမြင့်ဆုံးချီးမြှောက်မဲ့ဖရားဆိုအမတွေ့ငယ်ငယ်လေးကထည့်ထားတာအဲ့ဖရားရပြီးကြတယ်တကယ်ကိုချီးမြှောက်လာတာလေဘာကြောင့်လဲသိရင်ဖော်စားမသိရင်ကြော်သွားသိအောင်ဖရားကပြလိုက်တာနင်ဝန်ခံခြင်းနေငါဘလို့အလုံးလုံးမှနော်ဒါတော့မသိဘူး तू ပြောတဲ့အတိုင်းပဲလုပ်ပြီးတော့မှနောက်ပိုင်းမှသိတာ I won't do it again မပြောလေပြောပြီးအခန်းထဲသွားပြီးတော့နည်းနည်းလေးထပ်ပြောမယ်နော်အခန်းထဲသွားပြီးတော့ဒါဆိုရင်ဒီထက်ရောက်နေထပ်ပြီးပြောနေအခန်းထဲမှာညဉ့်ညမ်းတဲ့နေရာတွေမှာဘုရားရဲ့နာမသုံးပြီးအကုန်လုံးတက်ရှင်ခိုင်းဒါကြောင့်သူများအိမ်တွေသွားတာပဲဖြစ်ဖြစ်ဟိုတယ်တဲကိုခန်းတွေတဲတာပဲဖြစ်ဖြစ်မောင်နှမတို့ရေနှုတ်ကနေဝင်ခမင်းနဲ့ဆိုးတွေကလင်းအကုန်လေထုတွေတက်ရှင်ခိုင်းနေဆိုတာလေတကယ်ဆိုမတွင်ကကြောင့်တကယ်ကိုဘုရားကိုယ်တိုင်အဲ့ဒီမတွင်ကအခန်းရှိရောက်တော့အတန်ရှင်းရှင်းမဟုတ်တော့ဘဲနဲ့သူအတန်တူတူလေးဒီထဲကနေပြီးတော့ထပ်တင်ပေးတာဘာလဲဆို I won't do it again anymore ဒီမှာလဲ3ချိန်ပြောပါ I won't do it again anymore အဲ့ဒီမှာစာရန်ရှိမှာမလုံးဝကိုအားရှိနေပြီ I won't do it again anymore ကောင်းပါနော်အဲ့လိုပြောလဲပြောပြီးလဲဒါဆိုနေ့အခန်းထဲမှာရှိတဲ့အရာတွေအားလုံးကိုတဲ့နေ့အခန်းထဲမှာရှိတဲ့အရာတွေအားလုံးကိုပြစ်ပါတဲ့အဲ့လိုပြောတဲ့အချိန်မတွင်ကကိုတော့အကုန်လုံးလားဟာနဲ့သူကလေအကုန်လုံးအဲ့ဒါနဲ့မတွင်ကငါ့ကိုယာတာကြီးပို့လဲပို့နော်ယူတယ်ပဲပြောမူးတယ်ပဲပြောဖရားအတန်ကြီးကကြားနေပြီဆိုတော့ငါဖရားယာတာကြီးရောက်လဲဖရားရှိမှာပဲလေမကြောက်တော့ဘူးဆိုတော့အဲ့ဒီရေချိုးကန်းနဲ့မတွင်ကခေါင်းလျှော်ချခိုင်းတယ်အဲ့တော့ခေါင်းဆိုဖရားရဲ့ဒီခေါင်းကဘလောက်တိတက်ရှင်အဲ့ဒါစာတန်းခြေကုပ်ယူထားတာအဲ့တော့မတွင်ကခေါင်းလောင်းတဲ့အချိန်မှာလေဆေးပြီးခေါင်းပြီးတစ်ခေါင်းထွက်တာမတွင်ကဆေးသွားတာဒီအဲ့ဒီအာယုံလေးကနေပြီးလေပြီးမတွင်ကပို့ပါပြီးလမ်းလျှောက်တာတောင်လေမြောက်နေတာဝိညာဉ်တော်ရဲ့တကူဘလောက်တောင်မြင့်လဲဆိုတော့မြောက်ပြီးတော့ dryer မှုတ်ပေးတာ angel ကြီးတွေမှုတ်ပေးတယ်လို့ဖြစ်တာဂယုဆိုင်ပေးတယ်နော်ဆိုတဲ့ပုံစံမျိုးနဲ့မြတ်တာကိုခံစားနေရပြီအဲ့တော့အားလုံးကိုပြစ်လဲပြစ်ပြီးွားကိုအားလုံးကပြောတယ်ဘာလို့ပြစ်တာလဲယေရှုပြစ်ခိုင်းလို့ come on အော်အဲ့မှာအေးမိသားစုတွေကလေအော် okay ယေရှုပြစ်ခိုင်းနေဆိုလဲထားလိုက်ပေါ့ဒီထက်ဆိုးလိုက်တော့ပို့မယ်တဲ့ဆိုတော့မတ်တွင်ကလည်းထက်သွားပြီငါဒီတစ်ခါတော့နင်းနေငိမ့်ငိမ့်နေမှဖြစ်တော့မယ်ဘာလို့အကုန်ပြစ်တာဆိုအကုန်လုံးအထုတ်လိုက်ဆိုတော့အဲ့လိုမျိုးနေတာပေါ့နော်အဲ့ဒီခါနေစပြီးတော့မှဖယားနဲ့3ရက်လုံးအဲ့ဒီအခန်းထဲမှာမိသားရဖွဲ့တာအာဒန်နဲ့အေဝါလို့ဖြစ်သွားတာအာဒန်နဲ့အေဝါအပြစ်မလုပ်ခင်တော့လို့လေအဲ့ဒီဝိညာဉ်တော် spirit နဲ့မိသားရဖွဲ့တာဝိညာဉ်တော်ကျမ်းစာဖတ်မယ်ဟာကိုတော့ဖြစ်ပါမလားလာသင်ပေးမယ်ဖတ်တဲ့အခါမှာဒီလိုဖတ်ရတယ်လက်ညှိုးလေးတွေထောက်ဘာလို့အာယုံကမရနိုင်ဘူးလေလက်ညှိုးထောက်ပြီးဖတ်ရလားကိုရောအဲ့တော့ရန်ကလေးလို့ဖြစ်သွားတာဟုတ်တယ်အဲ့လိုမျိုးသင်ပေးတာပြီးမှကွာအိတ်နေပြီဆိုလဲလေဂဒပ်ထားပြီသွားအမိုက်ပုံးသွားမြောက်လိုက်ထက်ချောင်းနားထောင်တယ်အမိုက်ပုံးသွားမြောက်လိုက်လင်းနို့ကြီးထွက်လာတာအဲ့လင်းနို့မဲယူသွားအိမ်သားထဲမှာယေရှုနာမ၌ပြည့်အဲ့လင်းနို့ယေရှုနာမဆိုတဲ့ကိုသင်ပေးသွားတာအာမင်အဲ့ဆိုအမကဒုက္ခရောက်တဲ့ခါမှာယေရှုအရင်ဖတ်တွေ့တာလေ
ယေရှုခြေထောက်ကိုတော်တော်နေတာဟိုရေတော့မာရီလိုဖြစ်နေတာပေါ့ဟုတ်တယ်လေ maybe ဘာဖြစ်လို့ဘာလို့ဘဝတွေအားလုံးယေရှုကသုံးချင်တာလဲပုံစံမျိုးစုံနဲ့သုံးပါနော်မတ်တွင်ကကိုခံစားရတယ်လို့မထင်နဲ့မတ်တွင်ကအယံဝမ်းမြောက်တယ်ဘာဖြစ်လို့လဲဆိုတော့လူသစ်ဖြစ်ပြီးတော့ငါဘဝကြီးတစ်ခုလုံးကိုယဉ်ပြီးလူတွေအားလုံးလွတ်မြောက်ဖို့အတွက်ဖျားသခင်လှုပ်ထားတဲ့အစီအစဉ်ကြီးဆိုတာမတ်တွင်ကကောင်းကောင်းသိသွားပြီးတော့လူသစ်ဖြစ်တဲ့အခါမှာလေအဲ့ဒီလူတွေကတနာနေမတ်တွင်ကအဲ့လိုပြောရင် no အသစ်ဖြစ်သွားပြီအရင်ကဟာတွေတော့ပြောဖို့စဉ်းစားတာတော့မရတော့ဘူးဒီမှာလာတော့ငါဘာပြောရမလဲမသိဘူးဝိညာဉ်တော်ပဲလှုပ်သွားတာပြောခိုင်းတာဝိညာဉ်တော်ပဲဆိုတော့အဲ့ဒီလင်းတို့ကြီးပြစ်ခိုင်းလဲပြီးရောအဲ့ဒီညမှာပဲမတကယ်လို့အိမ်နေတဲ့အချိန်မှာသူကပြောညချလက်ဆောင်တစ်ခုပေးမယ်တဲ့ဆိုအတန်လေးပေါ့နော်အဲ့နဲ့မတကယ်စောင့်တယ်အလင်းတန်းအခန်းထဲကနေဖြတ်သွားတာအဲ့နဲ့မတကယ်အလင်းနဲ့လာပြီးဆိုတော့သိတယ်တွေ့လားအဲ့လိုဖျားလာတာတော့ကိုကလေအဲ့လိုဖြစ်နေတာအဲ့ဒီမှာကိုကအဲ့ဒါနဲ့သူကပြောတယ် come to me please အဲ့လိုအတေးတွေကကြားရတယ်ကွာအဲ့ကြားလေကိုတော့ဗမာလဲဆိုတာလေသူကဘာပြောလဲနင်သိတယ်ငါဗမာလဲဆိုတာအမှားသွားမှဆိုလို့အင်္ဂလိပ်လိုမပြောတော့နော်ဆိုတော့အဲ့ဒီနေရာမှာတွေးလိုက်တယ်လေတွေးလိုက်တော့အမညာတာလေညာတော့ဖခင်ကနင်သိတယ်ဒါကြောင့်ဖခင်ကိုညာဖို့မစင်စားနဲ့အကုန်သိတာအဲ့ဒီမှာတော့သွားပြီးတော့တွေးလိုက်တဲ့နေရာမှာချက်ချင်းပဲနော်ချက်ချင်းပဲအဲ့ဒီမှာဒီမှာပေါ့ဥပမာဒီအခန်းညီမလေးထိုင်တဲ့နေရာဟုတ်တယ်အဲ့လိုပုံစံမျိုးပဲယေရှုအဲ့မှာထိုင်အဲ့မှာမတ်တွင်ကအဲ့ဒီဂျားထဲမှာလဲလေမျက်လုံးမိတ်ပြီးတော့ငိမ့်လေးနေဖခင်ရဲ့အတန်ကြားသူဖခင်ပြတဲ့ယူပါယုံမြင်ရတယ်မတ်တွင်ကမူရစေးသုံးလို့အထင်မသေးနဲ့အဲ့ဒီအခန်းထဲမှာအကုန်တင်နေတာပြီးရင်လေဝိညာဉ် connection ဘလောက်အားကြီးလဲဆိုတော့နော်ဖခင်ရဲ့အတန်တော်နဲ့စပြီးတော့ဟိုနတ်ဆိုးတန်တွေကိုလေတိုက်ထုတ်တဲ့အခါမှာ angel စီအတန်ပြောတဲ့အတန်နဲ့မတ်တွင်ကအားပေးတာပြောပါဦးဘာလို့14နှစ်လုံးမှအယူတောင်ပို့ပြီးခဲ့တဲ့စကားမပြောတော့ဘူးဘယ်သူနဲ့မှတိတ်မပြောတော့ဘူးအရန်ဟန်ဆောင်သွားတာတိတ်မပြောဘာမှမပြောတော့တာစေးသုံးတယ်ဘီယာလေးတွေထွက်ဝယ်တယ်ကျွတ်အိတ်လေးနဲ့ပြန်လာတယ်တညလုံးတောက်တယ်ဆိုတော့အဲ့ဒီအချိန်မှာလေဝိညာဉ်တော်စားလှုပ်တဲ့အချိန်မှာလေပြောလေတလားဘာဖြစ်လာလဲတလားဟုတ်တယ်တမျိုးအဲ့လိုအနိုင်နေချင်တာဟုတ်တာပေါ့သူကလေအားပေးတာဒီထဲကနေပြန်အားပေးတာဟိုအရင်တော့ကောင်ဆယ်လင်းတွေလုပ်တယ်လို့ပေါ့နိုင်ငံခြားမှာဆိုလေကောင်ဆယ်လင်းတွေလို့အဲ့လိုမျိုးဖခင်ကပြန်အားပေးတာအရန်ကောင်းမြတ်တဲ့ဖခင်ပြဒီတက်အများကြီးနဲ့နေတာတွေရှိသေးတယ်ဆိုတော့အဲ့မှာယေရှုထိုင်နေမြင်တယ်ဒါပေမဲ့မြင်နေဆိုတာမမြင်ရဘူးနော်အမအာယုန်ထဲမှာမျက်လုံးမိတ်ထားတဲ့အချိန်မှာငြိမ်လေးနေရတာဒါပေမဲ့အဲ့ဒီငြိမ်လေးနေပြတယ်ဆိုတဲ့အရာလည်းအရှိကတင်ထားပေးပြီဆိုတော့အဲ့လိုငြိမ်လေးနေမလို့အာယုန်ဆိုင်ဟာလို့ဘာမှအာယုံမထားရအောင်ငြိမ်လေးအတွေးလည်းမထည့်နဲ့အကြားလည်းမထည့်နဲ့အဲ့လိုမျိုးငြိမ်နေတဲ့အချိန်မှာပေါ်လာတာမျက်လုံးထဲမှာလေတလားပေါ်အဲ့မှာ3ခုပေါ်ပြတယ်အဲ့ဒီနေ့ဒီဘယ်သူမှမပြောခိုင်းဘူးယူပါအောင်3ခုအဲ့ဒါလည်းပြီးရောကိုတော်သမီးအရှမ်းပင်မန်းပြီသမီးအိတ်ချင်ပြီဘာလို့ဆိုအမ3ရက်လုံးဆိုတော့အမဒေါင်းပြီထင်တာမဒေါင်းဘူးအမေတို့ဝိညာဉ်တော်အချိန်နဲ့ကောင်းနေတာအမတောင်းအိတ်တာဖခင်ကအဲ့ဒါလည်းပြီးပြောကိုတော်ရေမိုးရွာပြီပါနော်မိုးရွာပြီတဲ့ကြောင့်မောင်နှမတို့ပေါ်တီတီမထင်နဲ့မောင်နှမတို့အရန်တကူရှိတယ်အားကြောင့်ဆရာတွေတင်ပေးတာအလကားမဟုတ်မတွေ့ခင်နဲ့ချိတ်ဆက်ပြီးတော့အဲ့ဒါတွေသိအောင်ဖော်ပြခိုင်းတာဆိုတော့အဲ့ဒီမှာမိုးရွာပြီးတဲ့အချိန်မှာလေလုံးဝအမအကောင်းစုကြီးကိုပုံပြီးအိတ်တဲ့အချိန်မှာလေအိတ်ပျော်သွားပြီးနောက်နေ့မနေ့လဲကြားမနေ့6နာရီဒိန်းဆိုတဲ့ဝိညာဉ်တော်အနှိုးတာထားအချမ်းစာဖက်စပြီး time table ဆွဲပြီးတာဝိညာဉ်တော်မနေ့တစ်ချိန်နေ့လည်ဆိုချီးမွမ်းညနေဆိုတာနဲ့ဆူတောင်းဘာဖြစ်လို့ဆိုအမကစာတန်နဲ့မိသားရရန်ဖွဲ့ထားတဲ့အတွက်ကြောင့်သူများလို့ပေါ့လို့မရဘူးပြန်ပြီးဖះနဲ့နှပန်းလုံးဝမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကအဲ့လို time table ဆွဲတဲ့အတိုင်းဖះနဲ့ဆွဲခေါ်နေချက်ချင်းပဲဖះနဲ့သွားလာတက်ပြီးတော့ချီးမွမ်းလာတယ်ယေရှုခရစ်တော်ဖះကြောင့်လွတ်မြောက်သွားတယ်ယေရှုခရစ်တော်ဖះကြောင့်ဖះเจ้าနေပြန်တက်တယ်တဆင့်ပြီးတဆင့်ယေရှုအမကိုပို့ဆောင်ပေးတာဖြစ်တယ်ဝေါရှယ်မနော်ဆိုမတွင်ငယ်ရဲ့ life story ကနေပြီးမှတစုံတစ်ခုရမယ်လို့ကျွန်မယုံကြည်တယ်နော်ဆိုတော့ရရနော်ဆိုတော့မတွင်ငယ်ကိုကျေးဇူးတင်နေဆိုလို့ရှိရင်နောက်တစ်ခါတော့လက်ခုပ်တီးပြီးမှကိုပြရအောင် hallelujah ဘုရားခင်ကြောင်းဆိုတော့ဘုရားခင်ကြောင်းမတွင်ငယ်ရဲ့တက်တေခံချက်ကိုကြားခဲ့ဘူးတယ်အရင်ကကြားခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အရင်ကကြားခဲ့ဘူးတဲ့အချိန်တုန်းကလည်းအခုလိုပဲအရင်ပါစက်တဟောင်းသားနေတာဟောင်းကဝေါ
သူ့ဘဝကြီးကဘလို့ကြီးပြောင်းလဲခဲ့ရလဲအရင်စိတ်ဝင်စားတယ်ဘာလို့ဆိုအရင်တော့မတွင်ခဲ့ဆိုတာမသိခဲ့ဘူးနော်ဒါပေမဲ့အရင်တော့လူငယ်စီစဉ်မှာလာပြီးမှတက်တေခံတဲ့ခါမှာသူ့ဘဝတစ်လျှောက်လုံးကိုကြည့်နေချင်မှာဘလို့ကြီးပြောင်းလဲလာလေဒါပေမဲ့ကြည့်တဲ့ခါမှာစကားလေးတစ်ခုမှပဲ Do you love me နေငါ့ကိုချစ်လားဆိုအဲ့ဒါလေးတစ်ခုနဲ့ပဲသူ့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့တက်တာထဲမှာလည်းခရစ်တော်ကိုမရခင်နဲ့ရပြီးကာလကွာဟာချက်တွေအများကြီးရှိမှာပဲဆိုတော့မတွင်ငယ်ရဲ့ဟာကိုအချုပ်ပေါ့နော်ပြန်ပြီးမှပြောချင်တဲ့ဟာမှာဘာလဲလို့ပြောလို့ရှိရင်ညီမအတွက်ပေါ့နော်ညီမအတွက်ဆိုလို့ရှိရင်ခရစ်တော်ခါသာလေညီမတို့ရဲ့ဘဝအစအလေအဆုံးဖြစ်တယ်ဆိုရအောင်ဒီမှာပြန်ပြီးမှချုပ်မိတယ်ပေါ့နော်ဘလောက်ပဲဘလို့ချင်းနေတွေပဲရောက်နေပါစေခရစ်တော်ကကျမတို့အတွက်အမြဲတမ်းစင်သင်ရှိနေတဲ့ဘုရားဖြစ်တယ်ခရစ်တော်ကကျမတို့ကိုကယ်တင်ဖို့နဲ့ဝင်မလေးတဲ့ဘုရားဖြစ်တယ်ခရစ်တော်ကကျမတို့အနားမှာအမြဲတမ်းရှိနေတဲ့ဘုရားဖြစ်တယ်ဆိုတော့မတွင်ငယ် live ကနေကျမတို့ကပြန်ပြီးတော့မှသူ့ရဲ့ testimony ကနေကျမတို့အသက်တာထဲမှာဘုရားကပြန်စကားပြောတာဖြစ်တယ်ဆိုတော့ကျမတို့အရင်ယေရှုတင်တယ်ထပ်ပြီးတော့မှအသက်ထက်ကြားရတဲ့ຢာတွေကလည်းတကယ်လုံးဝအသက်တာထဲမှာလွတ်မြောက်ခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့အရင်ယေရှုတင်တယ်မှာအဲ့လိုပြောင်းလဲပြီးသွားတော့တကယ်တမ်းအဲ့ဒီဝိညာဉ်တော်နဲ့စမိတ်ဆက်ပေးလိုက်တာကဘာတူလဲဆိုတော့ဆရာကြီးဖိုးဖိုးကြီးဦးတမောင်ထွန်းဖြစ်တယ်သူ့စီမှာသွားပြီး deliverance လုပ်တာလေဝိညာဉ်တော်ကသွားခိုင်းတာသွားခိုင်းလို့သွားလိုက်တဲ့အချိန်မှာဆူတောင်းပြီးတော့ရပြီတဲ့တနေ့ကျရင်ပြန်လာတော့မယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးလိုက်တာဖြစ်တယ်ပြောင်းလဲပြီးသွားတဲ့အချိန်မှာမပူနဲ့မောင်နှမတို့ဟာငါ့ကိုဖျားထားသွားပြီလားလို့မထင်နဲ့နော်ပြောင်းလဲပြီးသွားတာနဲ့ယေရှုကလေတယောက်ပြီးတယောက်သူ့လူတွေပို့တာဖျားကြောင်တက်ဖို့လူတွေခေါ်ခိုင်းတယ်အိမ်တိုင်ရရောက်ခေါ်ခိုင်းတာနော်တစ်စတစ်ဆွဲခေါ်သွားတာဒီချိန်နေအထိပဲမောင်နှမတို့အချိန်လည်းတော်တော်တက်လာပြီနော်ကျွန်တော်ကြည့်နေတယောက်မှအိမ်မငိုက်ပဲနဲ့အတေချာနားထောင်အောင်တာဒီထဲကနေဖခင်ကစကားပြောမှဖြစ်တယ်ဒါကြောင့်ကျွန်တော်အခုမတွင်ငယ်ကျွန်တော်မတက်ထားလိုက်ရကျွန်တော်မတွင်ငယ်ပြောရတဲ့အထဲထဲမှာနော်ကျွန်တော်အသက်တာမှာလည်းခွန်အားယူမယ်ဆိုရင်ယူလို့ရတဲ့အရာတွေအများကြီးရှိတယ်ဒီခါလေးမှာကျွန်တော်လမ်းသွားလမ်းလာရှိတယ်ကျွန်တော်ဖြတ်တန်းသွားလာတဲ့အချိန်တွေရှိတယ်အဲ့ချိန်မှာတစ်ခါလေးတွေ့တဲ့အရာမြင်တဲ့အရာကြားတဲ့အရာတွေကနေပေါ့ဖခင်ကလည်းစကားပြောနိုင်တယ်ဆိုတဲ့အရာကိုဘယ်တော့မှမိတ်ဆွေတို့ဒီမှာရှိတဲ့ညီကောင်မမေ့ပါနဲ့ကျွန်တော်တို့ဖခင်ကလူတစ်ယောက်အားဖြင့်လဲတုံတင်တယ်လို့လူတစ်ယောက်အားဖြင့်လဲစကားပြောနိုင်တယ်လူတစ်ယောက်မှမဟုတ်ဘူးတွေ့မြင်ရတဲ့အကြောင်းအရာတစ်ခုနဲ့လဲဖခင်ကကျွန်တော်တို့စကားပြောနိုင်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ခုနကလည်းတချင်းလေးတစ်ပုတ်ကြားခဲ့ပေါ့အဲ့ဒီတုန်းကသူကအရန်နော်ဒီအနုပညာနယ်ပယ်မှာလဲတကယ်အတန်အရန်ကောင်းတယ်ဘလို့လဲအရန်နမဲကြီးတဲ့အထဲမှာလည်းပါခဲ့တယ်အဲ့ဒီချိန်တော့ကပဲအတန်မဟုတ်ဘူးဒီချိန်မှာဖခင်ကသူ့ရဲ့အသက်တာမှာဒီသူမွေးဆေးတဲ့မှာနှစ်မွန်းခဲ့တယ်သို့တော်ညာလည်းအခုခရစ်တော်အားဖြင့်သူကအသစ်ဖြစ်သွားပြီဒီအသစ်ဖြစ်သွားတဲ့အချိန်အခုအချိန်မှာသူ့ရဲ့အတန်ကနော်ဖခင်ကထပ်ပြီးမှကောင်းကြီးပေးထားတယ်အဲ့ဒါကိုဘယ်သူကမှထက်ကြားခြင်းသေးလဲကောလုံးကြားခြင်းတယ်ပဲဒါကြောင့်မို့အခုချိန်မှာမထင်ငယ်ကိုတချင်းလေးတစ်ပုတ်အဖြစ်လဲဒီနေ့ဒီမှာရှိတဲ့ညီကောင်မတွေကိုချီးမွမ်းမခွန်အားပေးဖို့အတွက်အချိန်ထပ်ပေးကြပါတယ်ဟုတ်ကဲ့ပါဟိုပါဘောနော်တကယ်လှုပ်ချင်ဖခင်ကတကယ်ပေးလှုပ်တာဖြစ်တယ်ဆိုတော့အမားတို့မလှုပ်ချင်လို့ဖခင်ကမလှုပ်ခိုင်းတာသူစန္ဒကိုရန်ဦးစားပေးတယ်လေငွေစီဝါပြက်ချင်ပြက်ဖို့သူလှုပ်ပေးမှာတချင်းရေးချင်ရင်ရေးဖို့သူလှုပ်ပေးမှာဖြစ်တယ်တရားဟောချင်ဟောဖို့သူသင်ပေးမှာဖြစ်တယ်ဟောနမတို့ရဲ့စန္ဒပဲဖြစ်တယ်နော်အဲ့တော့အမားကတချင်းရေးချင်တဲ့စန္ဒဖြစ်လာတဲ့အခါမှာရေးတဲ့အခါမှာတစ်လအတွင်းတချင်း29ပုတ်ရတယ်ဆိုတော့အဲ့တချင်းလေးအမားကရေးထားတဲ့တချင်းတစ်ကလေးပေါ့နော်ဘုရားသခင်ခွင့်ရှင်အမားထုတ်มาဖြစ်တယ်ဆိုတော့ဒီတချင်းလေးနဲ့အမားဘုရားရဲ့ဂုဏ်တော်ကိုချီးမွမ်းခြင်းတယ်မောင်လေးအော့စတန်ကိုဂီတာတီးဖို့အတွက်အားကျင့်သူ့ကိုပေါ့နော်အကူအညီတောင်းထားတာဖြစ်ပါတယ်မောင်လေးလက်ခုပ်လေးချက်လာကိုကြည့်ပြီးတန်ရှင်တော်ဝိညာဉ်တော်ဖျောက်လက်ခုပ်တီးပြီးတော့ချီးမွမ်းပေးပါအောင်ဟာလေလုယာငါဆိုတဲ့အတားတွေငါဆိုတဲ့မာနာတွေငါဆိုတဲ့လောဘစိတ်တွေဘယ်ထိများရှိမလဲငါဆိုတဲ့ဒေါသတွေငါဆိုတဲ့စန္ဒတွေငါဆိုတဲ့မောဟများဘယ်ထိများရှိမလဲငါမလို့ချင်တဲ့ငါစိတ်တွေ
တော်ဘုရားယေရှုတင်ပါတယ်ဆိုရလေငါဆိုရမာနာရေငါဆိုရလောဘစိတ်တွေဘယ်ချီများရှိမှလဲငါဆိုတာလုံးဝမကောင်းငါဆိုရဒေါသတွေငါဆိုရဆိုပါရှိမှလဲ Come on ငါမလို့ချင်တယ်တကယ်ကိုမသိတော့ပါစဉ်းစားသခင်ခေါ်တဲ့စကားနဲ့နားရချရောက်လာစဉ်းစားသူတည်ပေးတဲ့နားရချလို့လားသူသခင်ပေးတဲ့လက်ဆုံးလားကျွန်ုပ်တို့လုံးမြောက်ခြင်းပါသခင်ခေါ်ရနာလိုက်ပြီနောက်တစ်ခါတော့အားလုံးကြည့်လို့ come on စဉ်းစားthe king called is God hallelujah စဉ်းစားသူနာရချလို့လားဘေးရလက်ဆောင်ဟာကျွန်တော်တို့လုံးမြောက်ခြင်းပါ the king called you now like me the king called you died for me to know the time the king called you now like me the king called you died for me milky at that time matrika ko milky လို့လည်းခေါ်လို့ရပါတယ်ယေရှုပြားကဒီအဲ့ဒီပြောင်းလဲတဲ့နေရာကစပြီး twinkle လို့မခေါ်ခိုင်းပါဘူး milky လို့အသစ်ပေးခဲ့ပါတယ်နာမည်လေးကျေးဇူးတင်ပါတယ် Wow. Hey, အားလုံးဖျားရှင်ကောင်းချီးပေးပါစေ